သူ့ရဲ့အလုပ်လုပ်ပုံအရဒါပထမဦးဆုံးအဆင့်ဒါလေးတစ်ခုကနေစပြီးတော့ကျွန်တော်တို့သတိပြုကြရပါမယ်။ဘာလဲဆိုတော့ကျွန်တော်တို့ token ပေါ့နော် token token ဆိုတဲ့အသုံးအနှုန်းကိုဆရာတို့ဆရာမတို့လည်းပဲရံဖန်ရံခါတွေးကောင်းတွေးနိုင်တယ်ဒီအသုံးအနှုန်းလေးကနေစပြီးတော့သတိပြုဖို့လိုပါတယ်။ဒါလေးကဘာလဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာဟိုဟာလေးနဲ့လည်းပြထားတယ် sentence စာလေးတစ်ကြောင်းရှိတယ်ပေါ့ sentence လေးတစ်ကြောင်းtoken ဆိုတာအဲ့ဒီလိုစာလေးတစ်ကြောင်းကိုစကားလုံးတွေကို word တွေအပိုင်းလိုက်ပိုင်းဖြတ်ထားတဲ့အစိပ်ပိုင်းလေးတစ်ခုဒါကို token ခေါ်တာပေါ့အများအားဖြင့်တော့ token တစ်ခုဆိုတာword တစ်ခုစကားလုံးတစ်ခုဖြစ်နိုင်ပါတယ်အခုနမူနာမှာဆိုရင်ဒါစကားဝါရ sentence မှာ word 3ခုပါပေမဲ့ token အနေနဲ့သူ့ကိုပိုင်းဖြတ်လိုက်တဲ့အခါ4ခုထွက်လာတယ်ဆိုတာလေးကိုနမူနာတမင်ပြထားတာပါဘာဖြစ်လို့လဲဆိုတော့အများအားဖြင့် token လို့ပြောပြီးဆိုရင်ကျွန်တော်တို့ကဒါစကားလုံးတစ်လုံးကိုဆိုလိုတယ်ဒါပေမဲ့လည်းပဲစကားလုံးတစ်လုံးမဟုတ်ဘဲနဲ့တချို့စကားလုံးတွေကိုပိုင်းလိုက်ဖြတ်လိုက်တာလည်းဖြစ်နိုင်တယ်နော်လိုအပ်သလိုပိုင်းလိုက်ဖြတ်လိုက်တာလည်းဖြစ်နိုင်တယ်အဲ့လိုစကားလုံးလေးတွေကိုလိုအပ်သလိုပိုင်းဖြတ်ထားတဲ့အစိပ်ပိုင်းလေးတွေကို token လို့ခေါ်တယ်နော်ဒါပထမဦးဆုံးကျွန်တော်တို့ AI နည်းပညာတွေအလုပ်လုပ်ပုံနဲ့ပတ်သက်ရင်ပထမဦးဆုံးသိရမယ်အသုံးအနှုန်းလေးတစ်ခုပေါ့အဲ့တော့ဒုတိယတစ်ခုကကြတော့ဒါကျွန်တော်တို့ကနေ့လက်ရှိအသုံးပြုနေတဲ့ AI နည်းပညာတွေကို large language model LLM လို့ခေါ်တယ်နော်အဲ large language model လို့ခေါ်တဲ့ဒီ AI နည်းပညာတွေအဲ့တော့နည်းပညာတွေထုတ်လုပ်သူတွေဘလောက်ပဲများနည်းပညာတွေဘလောက်ပဲတိုးတက်ပြီးတော့ဒါသိ smart ဖြစ်တယ်လို့ထင်ရတယ်အရန်တိုးတက်နေတယ်ဒါပေမဲ့အဲ့ဒီကျွန်တော်တို့ကနေ့အသုံးပြုနေတဲ့ဒီ LLM နည်းပညာတွေရဲ့လိုရင်းအနှစ်ချုပ်ကဘာလဲဆိုတော့ next token prediction ကျွန်တော်တို့ပေးလိုက်တဲ့ input token တွေကိုကြည့်ပြီးတော့ဖြစ်နိုင်ခြေရှိတဲ့နောက်ဆက်တွဲ token တွေကိုပြန်ထုတ်ပေးတာဖြစ်ပါတယ်ဒီထက်မပို့ပါဘူး Gemini တို့ ChatGPT တို့ဒီလို AI နည်းပညာတွေရှိတယ်ကျွန်တော်တို့တွေသုံးနေကြတယ်မေးသိချင်တာလေးတွေမေးလိုက်တယ်ပြန်ဖြေနိုင်တယ်ဒါပေမဲ့အဲ့လိုတွေအလုပ်လုပ်နေပေမဲ့ဒီနည်းပညာတွေရဲ့တကယ်အလုပ်လုပ်ပုံအစစ်အမှန်နောက်ကွယ်မှာတကယ်သွားနေတဲ့ပုံစံကဒါ next token prediction ကိုပေးလိုက်တဲ့ input token တွေကိုကြည့်တယ်ကြည့်ပြီးတော့နောက်ဆက်တွဲဖြစ်နိုင်ခြေရှိတဲ့ token တစ်ခုကိုပြန်ထုတ်ပေးတယ်အဲ့ token တစ်ခုပြီးတဲ့အခါမှာအဲ့တစ်ခုရဲ့နောက်မှာပါဆက်လာနိုင်လဲတစ်ခုရဲ့နောက်မှာပါဆက်လာလဲထပ်ခါဒါကြောင့်မလို့ကျွန်တော်တို့ကကြည့်လိုက်လို့ရှိရင်လည်းပဲ site တစ်လုံးပြီးတစ်လုံးထွက်လာတယ်ဆိုတော့တွေ့ရလိမ့်မယ်ဒီလိုဒီ Gemini ChatGPT စသဖြင့် AI နည်းပညာတွေကနေပြန်ရလာတဲ့ output တွေဟာဒီကို token တစ်ခုချင်းစီပြီးတော့ပြန်ထွက်လာတဲ့သဘောရှိတယ်ဆိုတော့တွေ့ရပါလိမ့်မယ်အဲကြောင့်မလို့နည်းပညာအရန်စမ်းကြင်နေပြီမဲ့တကယ်လုပ်တဲ့အခါမှာအခုလိုနောက် token ဘာဖြစ်မလဲဆိုတာကိုသာခံမှန်းလုပ်တဲ့နည်းပညာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနည်းပညာတွေဒီအသိဉာဏ်တကယ်မရှိကြပါဘူးအသိဉာဏ်ရှိတယ်လို့ထင်ရတယ်အသိဉာဏ်တကယ်မရှိကြပါဘူးအမှားအမှန်ကိုဆုံးဖြတ်နိုင်စွမ်းမရှိကြပါဘူးသူတို့လုံနေတာကကျွန်တော်တို့ပေးလိုက်တဲ့ဟာကိုကြည့်ပြီးတော့ဖြစ်နိုင်ခြေရှိတာကိုပြန်ထုတ်ပေးတာပဲရှိပါတယ်ဒီထက်ပိုပြီးဘာမှမလုပ်နိုင်ပါဘူးဘာအသိဉာဏ်မှမရှိပါဘူးမှားသလားမှန်သလားဆိုတာဆုံးဖြတ်နိုင်စွမ်းမရှိပါဘူးဒါကြောင့်မို့လို့အများအားဖြင့်သူပြန်ထုတ်ပေးတဲ့ရလဒ်လေးတွေကကြိုတင်လေ့ကျင့်ထားတဲ့ data တွေအများကြီးပေါ်မှာအခြေခံထားတဲ့အတွက်ကြောင့်မို့လို့ရလဒ်ကမှန်ကန်တယ်လို့ထင်ရတယ်မှန်ကန်တဲ့ရလဒ်ကိုရပြီမဲ့တစ်ခါတလေတော့ဘလို့မှမှန်ကန်မှုမရှိတဲ့လွဲချော်နေတဲ့ရလဒ်တွေကိုလည်းပဲရနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကမှားတာတွေမှန်တာတွေမသိဘူး။ပေးလိုက်တဲ့ token တွေကိုကြည့်ပြီးတော့ဖြစ်နိုင်ခြေရှိတဲ့ token တွေကိုပြန်ထုတ်ပေးမှမလို့ဒါသူ့လို့သူလုပ်နေတာ။ကိုဒါပေးလိုက်ရင် तू ဒါပြန်ထုတ်ပေးတယ်ဆိုတဲ့သဘောမျိုးနဲ့ तू လုပ်နေတယ်။ဒါကြောင့်အမှားမှန်ကိုသိရှိနိုင်စွမ်းမရှိပါဘူး။အဲ့ဒါအောင်မှထူးခြားချက်လေးနောက်တစ်ချက်ကိုကြည့်ရအောင်မယ်။အဲ့ဒါကအခုဒီနမူနာမှာဆိုဘာပြထားလဲဆိုတော့ဒီပေးလိုက်တဲ့ input token အပေါ်မှာ sentence လေးတစ်ကြောင်းကို input token အနေနဲ့ကျွန်တော်တို့ပေးလိုက်တယ်။ပေးလိုက်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ခြေရှိတဲ့နောက်ဆက်တဲ့ token တစ်ခုတည်းမဟုတ်ဘူးအများကြီးရှိတယ်။နမူနာမှာ3ခုရွေးထုတ်ပေးထားတယ်။ explain photosynthesis to ဆိုနောက်ကပါဆက်လာ student လည်းဖြစ်နိုင်တယ် beginner လည်းဖြစ်နိုင်တယ် kids လည်းဖြစ်နိုင်တယ်တခြားတွေလည်းဖြစ်နိုင်တယ်။အဲ့လိုဖြစ်နိုင်ခြေရှိတဲ့နောက်ဆက်တွဲ token တွေက ABCD ရှိတဲ့ထဲကသူက random တစ်ခုကိုရွေးပြီးပြန်ပေးတယ်။ဒါကြောင့်ဒီ token တစ်ခုကို random ပြန်ပေးလိုက်တာနဲ့တပြိုင်နက်တည်းမှာဒီတစ်လုံးပြီးတော့ထပ်လာတဲ့နောက်ထပ်စကားလုံးတစ်လုံးနောက်ထပ် token တစ်ခုကြတော့လဲရွေးချယ်စရာ ABCD ရှိလာပြန်ပြီအဲ့ထဲကသူကနောက်တစ်ခုကိုရွေးအောင်ပါအဲ့လိုပဲနောက်တစ်ဆင့်မှာရွေးချယ်စရာ ABCD ရှိလာပြန်ရင်နောက်တစ်ဆင့်ကိုရွေးအောင်ပါဒီနည်းနဲ့သူပေးတဲ့အဖြေတွေကလမ်းကြောင်းတွေဖြာထွက်ပြီးတော့ခွဲထွက်ပြီးတော့ဖန်တီးမှုတွေရှိတယ်တခါတလေဆိုလို့ရှိရင်အရင်ကမတွေ့ဘူးတဲ့ဒီလိုရလဒ်တွေကိုလည်းရနေတယ်ဆိုတော့တွေ့ရပါလိမ့်မယ်အဲ့လိုရလဒ်တွေကိုရနေတာအသိဉာဏ်ရှိလို့မဟုတ်ဘဲနဲ့သူ့ရဲ့ဒီလိုအလုပ်လုပ်ပုံကြောင့်ဖြစ်ပါတယ် token တွေကိုပြန်ထုတ်ပြီးတဲ့အခါဖြစ်နိုင်ခြေရှိတဲ့ token တွေက random ရွေးပြီးပြန်ထုတ်ပြီးတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်အဲ့လို random ရွေးပြီးပြန်ထုတ်ပြီးတဲ့အတွက်ကြောင့်မလို့ token တစ်ခုရွေးချယ်လိုက်တာနဲ့
အဲ့လမ်းကြောင်းတစ်ခုတည်းကိုပြောင်းသွားတာမဟုတ်တော့ဘဲနဲ့ဒီရွေးချယ်လိုက်တဲ့လမ်းကြောင်းမှာထက်ဆင့်လမ်းကြောင်းတွေထပ်ခွဲပြီးပြောင်းသွားတယ်ရွေးချယ်လိုက်တဲ့လမ်းကြောင်းမှာထက်ဆင့်လမ်းကြောင်းတွေထပ်ခွဲပြီးပြောင်းသွားတယ်ဆိုတော့နီလန်းနဲ့အဖြေတွေကအမျိုးမျိုးဖြစ်နေတာဖြစ်ပါတယ်ဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေသိကြတယ်မေးခွန်းတစ်ခုကိုမေးလိုက်ပြီးမှပြန်ရတဲ့အဖြေကအမြဲတမ်းတူမှာမဟုတ်ဘူးဘာလို့မတူတယ်လဲဆိုတော့အလုံးလုံးပုံဒီလိုသဘောတရားကြောင့်ဖြစ်တယ်ဆိုတော့ဒါဆရာတို့ဆရာမတို့သိထားဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာတို့ဆရာမတို့ကခဏခေတ်မှာကလေးတွေကို AI နည်းပညာနဲ့ပတ်သက်ပြီး AI literacy AI အသုံးလုံးကိုအသုံးပြုတဲ့အောင်လက်ဆင့်ကမ်းပြီးသင်ပေးရတော့မယ်သူတွေဖြစ်လာတဲ့အခါကျတော့ဒီအခြေခံလုံးလုံးပုံလေးကိုဦးဆုံးနားလည်သိရှိတာဖို့ဟာတော်တော်အရေးကြီးတယ်လို့ကျွန်တော်ယူဆပါတယ်။ဒါကြောင့်နောက်တစ်ခေါက်လောက်ပြန်ပြောပါမယ်။ပထမတစ်ခုကတော့ကနေ့ခေတ် AI နည်းပညာတွေဆိုတာ next token prediction ခေါ်ပေးလိုက်တဲ့ input token တွေကိုကြည့်ပြီးဖြစ်နိုင်ခြေရှိတဲ့နောက်ဆက်တွဲ token ကိုပြန်ထုတ်ပေးတဲ့နည်းပညာသာလျှင်ဖြစ်ပါတယ်။အဲ့လိုပြန်ထုတ်ပေးတဲ့အခါမှာဖြစ်နိုင်ခြေရှိတဲ့နောက်ဆက်တွဲ token တွေကrandom ရွေးချယ်ပြီးတော့ခွဲထုတ်ရွေးချယ်ပြီးတော့မှအဲ့လိုရွေးချယ်ခွဲထုတ်ပြီးတော့ရလဒ်ကိုပြန်ပေးနေတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ရလဒ်က creative ဖြစ်တဲ့ကဲ့သို့ critical ဖြစ်တဲ့ကဲ့သို့ယူဆရပါတယ်။တစ်ချိန်နဲ့တစ်ချိန်မှလည်းအဖြေတူမှာမဟုတ်ပါဘူး။ဒါသူ့ရဲ့မူလအလုပ်ပုံသဘာဝကြောင့်ဒီလိုသဘာဝကြောင့်ဖြစ်ပါတယ်။အဲ့ဒီမှာနောက်တစ်ဆင့်နည်းနည်းလေးကျွန်တော်တို့ဆက်တက်ကြမယ်။နောက်တစ်ဆင့်ကဘာလဲဆိုတော့ခဏခေတ် AI model တွေဟာတစ်ဆင့်မြင့်သွားကြပြီ။KU ဒီလို AI KU ဆိုတာလွန်ခဲ့တဲ့2နှစ်လောက်ကိုပြောတာ AI KU ဆိုလို့လွန်ခဲ့တဲ့10နှစ်လောက်ကိုပြောတာမဟုတ်ဘူးလွန်ခဲ့တဲ့2နှစ်လောက်ကဒီ AI နည်းပညာရဲ့ထဲစာရင်ခဏအသုံးပြုနေတဲ့ AI နည်းပညာတဲ့နောက်တစ်ဆင့်ကိုမြင့်သွားပြီအဲ့နောက်တစ်ဆင့်ကိုဘာခေါ်လဲဆိုတော့ reasoning model ခေါ်တယ်ဒီ AI အလုပ်လုပ်နေတဲ့နည်းပညာတော့ AI model အဲ့ဒီ AI model တွေဟာဘယ်လို model တွေဖြစ်သွားပြီးတော့ thinking model တွေ reasoning model တွေဖြစ်သွားပြီဒီသုံးနှုန်းတွေလည်းပဲ AI နည်းပညာတွေသုံးနေတဲ့အချိန်မှာဆရာမတို့တွေးကြလိမ့်မယ်အဲ့တော့သူကအဓိပ္ပာယ်ကဒီဟာလေးကိုလိုရင်းတူရှင်ဒီလိုလေးပြောအောင်မူလသဘာဝအလုပ်လုပ်ပုံကကျွန်တော်တို့ပေးလိုက်တဲ့ input token တွေကိုကြည့်မယ်ဖြစ်နိုင်ရရှိတဲ့ output token တွေကိုထုတ်ပေးမယ်ဒါမူလအလုပ်လုပ်ပုံအခုလို reasoning model တွေ thinking model တွေဖြစ်လာတဲ့အခါကျတော့သူ့ရဲ့အလုပ်လုပ်ပုံကိုဒီလိုလေးပဲပြောအောင်ကျွန်တော်တို့က input ပေးလိုက်တယ်ပေးလိုက်တဲ့ input ကိုသူက output အနေနဲ့ထုတ်ပြီးကျွန်တော်တို့မပေးသေးဘူး output ထုတ်လိုက်တယ်ထုတ်တဲ့ output ကိုသူ့ဘာသာပြန်ပြီး input အနေနဲ့ပြန်ထည့်ယူတယ်ပြန်ထည့်ယူလိုက်တဲ့အချိန်မှာသူထုတ်ပေးလိုက်တဲ့ဟာမှန်ရဲ့လားမှားနေသလားပိုကောင်းအောင်နောက်တစ်ချိန်ဘယ်လိုထုတ်ရမလဲသူကသိသွားတယ်ဆိုတာဒီဟာပေါ်မှာမူတည်ပြီးဖြစ်နိုင်ခြေကိုသူဆက်ပြီးတော့ထုတ်တဲ့အခါမှာငကိုပထမရလဒ်တဲ့ပိုကောင်းတဲ့ရလဒ်ကိုရလာတယ်ကျွန်တော်တို့မပေးသေးဘူးနောက်တစ်ချိန်သူ့ထဲကိုသူ loop ထဲကို loop ပြန်လုပ်တယ်ဒီနည်းနဲ့အလုပ်လုပ်သွားတဲ့ကြောင့်မလို့ဒါကို reasoning model ပြောတယ်ဒါကြောင့် reasoning level ဆိုတာရှိတယ် AI ထဲမှာ reasoning level က minimum လည်းဖြစ်နိုင်တယ်ဟိုဟာဖြစ်လိုက်တယ် high လည်းဖြစ်နိုင်တယ်နောက် extra high လည်းဖြစ်နိုင်တယ် ultra high လည်းဖြစ်နိုင်တယ်ဘလောက်ကြာဒီ reasoning loop ကိုအလုပ်လုပ်မလဲဆိုတဲ့သဘောတရားဖြစ်ပါတယ်ဒါကြောင့်မလို့မူလကအသိဉာဏ်မရှိတဲ့အခုလို input ပေးလို့ output သာထုတ်ပေးတယ်ဆိုတဲ့ model တွေကအသိဉာဏ်ရှိတဲ့ကဲ့သို့ပို့ပြီးနောက်တစ်ဆင့်ကိုမြင့်သွားတယ်ဒါတွေကအမှန်တော့ဒီနည်းပညာတွေကလူတစ်ယောက်ရဲ့အုံနောက်အလုပ်လုပ်ပုံကိုအခြေခံထားတဲ့ neural network လို့ခေါ်တဲ့နည်းပညာကိုအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှန်တကယ်တော့ရိုးရိုးလေးအလုပ်လုပ်နေပြီမဲ့ကျွန်တော်တို့လူတွေရဲ့အုံနောက်စဉ်းစားပုံနဲ့အဆင်တူပါတယ်အခုကျွန်တော်စကားတွေပြောနေတယ်ကျွန်တော်ပြောနေတဲ့စကားတွေဒီကျွန်တော်အလွတ်ကျက်ထားတာမဟုတ်အခုဒီအခြေအနေဒီအခမ်းအနားဒီအကြောင်းအရာဒါမှမူတည်ပြီးကျွန်တော်ပါဇက်ကနေပြီးတော့တစ်လုံးပြီးတစ်လုံး next token တွေထွက်နေတာ next word တွေတစ်လုံးပြီးတစ်လုံးထွက်နေတာဒါကြောင့်မလို့ခုနပြောတဲ့ AI နည်းပညာတွေက next token prediction လို့ဒါပြောတာတကယ်မှာအဲ့ဒီ next token prediction ဆိုတာတော်တော်ကြီးကျယ်တဲ့ကိစ္စလို့ပြောလို့ရတယ်ဘာမှမဟုတ်တယ်လို့ねတော်တော်ကြီးကျယ်တဲ့ကိစ္စဒါပေမဲ့အဲ့လို token prediction သဘောတတ်နဲ့အလုပ်လုပ်နေတယ်ဆိုတာကိုလည်းပဲတစ်ဖက်ကနေလည်းသတိပြုရမယ်အဲ့လိုသဘောမျိုးအခု reasoning ဆိုလည်းအတူတူပဲကျွန်တော်ခေါင်းထဲမှာတော့အလုပ်တော့မြန်တာပေါ့လူရဲ့ခေါင်းကတော့ဘယ်လိုမြန်လဲစကားတစ်ခုကျွန်တော်ပြောတော့မယ်ဆိုရင်ခေါင်းထဲမှာစဉ်းစားနေပြီဒီလိုပြောလိုက်ရတယ်ဒီလိုပြောလိုက်ရတယ်ဒီအကြောင်းအရာဘယ်လိုပြောရင်ကောင်းမလဲ okay ဒီလိုပြောလိုက်မယ်အဲ့ဒါ reasoning နော်အဲ့တော့ तू က output လေးထုတ်ကြည့်တယ်ပြန်ထည့်ကြည့်တယ်နောက် output လေးထုတ်ကြည့်တယ်ဒီနှစ်ခုပါပိုကောင်းလဲဒါပိုကောင်းတယ်နောက်တစ်ခါပြန်ထည့်တယ်ရလာတဲ့ရလက်ကိုနောက်ဆုံးမှကျွန်တော်တို့ပေးလိုက်ဒါကြောင့်မလို့ AI နေတော့ thinking ဆိုတာတကယ်သူတို့ thinking လုပ်နေတာပါဘာလုပ်နေရလဲဒီ input output ကိုထပ်ခါသူတို့ reason လုပ်ပြီးတော့မှနောက်ဆုံးရလက်ကိုပြန်ပေးတဲ့အခါမှာအများကြီးပိုကောင်းတဲ့ရလက်တွေကိုကျွန်တော်တို့ရသွားပါတယ်ဒါကနေခေတ် AI model တွေအလုပ်လုပ်ပုံနောက်တစ်ဆင့်မြင့်သွားတဲ့သဘောပါအဲ့ဒါတွေကိုမှဘာနဲ့ပေါင်းစပ်လိုက်လဲဆိုတော့ကျွန်တော်တို့က AI agent လို့ခေါ်တဲ့နည်းပညာနဲ့ပေါင်းစပ်လိုက်တယ်AI agent ဆိုတာလေးလည်းသိထားမှာဒီထိပဲကျွန်တော်တို့ကြည့်မှာ token ပြီးတဲ့အခါကျတော့ကျွန်တော်တို့ခုနပြောတဲ့ net ဟိုဖြစ်တဲ့ token ရဲ့ဟို reasoning model အခုတခါဘာလဲဆိုတော့ agent เนาะ token LLM reasoning model နဲ့အခု agent ဆိုဒီ၄ချက်လောက်သိထားရင် AI အလုပ်လုပ်ပုံကိုကျွန်တော်တို့ကအခြေခံတော်တော်မြင်သွားလိမ့်မယ် agent ဆိုတာဘာလဲဆိုတော့မေးလိုက်ရင်ဖြေနိုင်အောင်မကဘဲနဲ့အလုပ်တစ်ခုကိုလည်းလုပ်နိုင်တယ်အဲ့အလုပ်မှန်အောင်လည်းစစ်ပေးနိုင်တယ်အဲ့လို software တွေကိုပြောနေ agent ဆိုတာ computer software တစ်မျိုးပဲခုန AI model နဲ့ချိန်ထားတဲ့ computer software တစ်မျိုးပဲ
ကျွန်တော်တို့ကသူ့ကိုအလုပ်တစ်ခုခိုင်းလိုက်တယ်ဆိုရင်သူအဲ့ဒီအလုပ်ကိုလုပ်နိုင်တယ်လုပ်နိုင်အောင်သာမကအဲ့ဒီအလုပ်မှန်လားဆိုတော့ verify လုပ်နိုင်တယ်စစ်နိုင်စစ်ကြည့်လို့အဲ့ဒီအလုပ်မမှန်သေးရင်နောက်တစ်ခါပြန်လုပ်တယ် loop လုပ်တယ်ပေါ့လုပ်ကြည့်တယ် verify စစ်ကြည့်တယ်မှန်လားမမှန်သေးရင်ပြန်လုပ်တယ်နောက်တစ်ခါစစ်ကြည့်တယ်မှန်တယ်ဆိုတော့မှအဲ့ဒီအလုပ်ကိုပြီးသွားပြီဆိုပြီးသူကလက်စတတ်လိုက်တယ်အဲ့လိုပုံစံမျိုးနဲ့လုပ်ပေးနိုင်တဲ့စနစ်ကို agent လို့ခေါ်တယ်ဒါကြောင့် agent ဆိုတာဘာမှမဟုတ်ဘူးစောစောကပြောတဲ့ next token prediction သဘောမျိုးအလုပ်လုပ်နေတဲ့ AI model ကိုအလုပ်တွေလုပ်ပေးနိုင်အောင် computer program လေးနဲ့ချိတ်ပေးလိုက်တယ်လုပ်လိုက်တဲ့အလုပ်ဟာမှားလားမှန်လားဆိုတာကိုစစ်ပေးနိုင်တဲ့ computer program လေးနဲ့ချိတ်ပေးလိုက်တယ်အဲ့လိုအလုပ်လုပ်ပေးနိုင်တဲ့ computer program တွေအမှားမှန်စစ်ပေးနိုင်တဲ့ computer program တွေအဲ့ဒါတွေနဲ့ထပ်ခါအလုပ်တစ်ခုကိုလုပ်ကြည့်တယ်လုပ်လိုက်စစ်ကြည့်လိုက်လုပ်လိုက်စစ်ကြည့်လိုက်နဲ့နောက်ဆုံးမှာစစ်ကြည့်လိုက်တာအဖြေရမှန်နေတယ်ဆိုတဲ့အချိန်မှာဒီအလုပ်ကိုပြီးမြောက်ကြောင်းရက်လိုက်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးရလာကိုကျွန်တော်တို့ကရတယ်ခဏခေတ်ကျွန်တော်တို့အသုံးပြုနေတဲ့ Gemini တို့ ChatGPT တို့ဆိုတာဒီလို AI agent program တွေဖြစ်ကြပါတယ်အဲ့တော့ဒါဒီကျွန်တော်တို့ဒီကနေ့ဆွေးနွေးမှုပထမဆုံးတစ်ပိုင်းအနေနဲ့ကျွန်တော်အချင်းချုပ်ပြောပြခြင်းနဲ့ကနေ့ခေတ်ကျွန်တော်တို့အသုံးပြုနေတဲ့ AI နဲ့အလုပ်လုပ်ပုံဖြစ်ပါတယ်အကယ်၍ဒီနေရာမှာနီးပညာပိုင်းကို focus လုပ်ချင်တာဆိုတော့ကျွန်တော်တို့ကနောက်အဆင့်တွေမှာ harness system တို့ orchestration တို့ဒီလိုအကြောင်းအရာတွေကိုဆက်သွားမှာပေါ့ဒါပေမဲ့ကျွန်တော်တို့အထွေထွေအသုံးပြုမှုမှာဒီလောက်တည်ထားတယ်ဆိုရင်ဒါအများကြီးလုံလောက်ပါတယ်ဒါပထမတစ်ပိုင်းမှာအဲ့တော့ AI နီးပညာတွေအလုပ်လုပ်ပုံသိပြီ AI နီးပညာတွေကျွန်တော်တို့လည်းလူတိုင်းသုံးနေကြပြီမသုံးတဲ့သူဆိုတာကနေ့ချိန်မှာမရှိသလောက်ပဲအဲ့လိုအသုံးပြုလာခြင်းနဲ့အတူကျွန်တော်တို့ပညာရေးကဏ္ဍမှာဒါဆရာတို့တို့လက်ရှိလဲကြုံတွေ့နေကြလိမ့်မယ်တက်ရောက်မှုရှိနေတဲ့ရိုက်ခတ်မှုတွေရှိတယ်ဘယ်လိုဟာမျိုးလဲ၃ချက်ပဲကျွန်တော်ရွေးထုတ်ပြောမယ်အများကြီးရှိနိုင်တယ်အဲ့ဒီက၃ခုပေါ့၃ခုကတစ်ခုနဲ့တစ်ခုအတွဲလိုက်ပါဒီ၃ခုပါသိစရာမလိုအဖြေရတဲ့ကလေးတွေကအဲ့ဒီအဖြေကိုကူးယူပြီးသုံးတယ်ပို့ဆိုတာမစင်စားတော့အဲ့တော့ဒီ၃ခုအတွဲလိုက်ပေါ့အဲ့တော့ကျွန်တော်တို့ကဆိုကြပါစို့ကလေးတွေကိုအိမ်စာပေးလိုက်တယ်ကလေးတွေကပုံမှန်ဆိုတော့စာလုပ်ရမှာပေါ့ပုံနှိပ်စာတွေလန့်ကြည့်ရမယ်ကျောင်းမှာသင်လိုက်တဲ့သင်ခန်းစာတွေပြန်ကြည့်ရမယ်ပြန်ကြည့်ပြီးတော့ခိုင်းလိုက်တဲ့အိမ်စာကိုသူတို့လုပ်ရမယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ကလေးတွေကလေ့လာရမယ်အားစိုက်ရမယ်စဉ်းစားရမယ်လေ့လာရမယ်အဲ့လိုစဉ်းစားလို့လေ့လာလို့ရလိုက်ပေါ်မှာအားစိုက်ပြီးတော့ဒီအဖြေကိုရေးရမယ်အဲ့လိုအဖြေရေးတဲ့အချိန်မှာဒါဘာလုပ်နေရလဲဆိုတော့ကိုယ့်ရဲ့အုံနောက်ကိုအလုပ်ပေးပြီးရေးနေတာပဲအခုကျတော့အဲ့လိုမဟုတ်တော့ဘူးဒီမေးခွန်းလေး AI ကိုကောက်ထည့်ပေးလိုက် AI ကအဖြေထုတ်ပေးနေပြီကိုယ်တိုင်အဲ့ဒီအကြောင်းအရာကိုသိစရာမလိုဘူးအဖြေရနေပြီအဖြေရနေုံနဲ့မှကအဲ့ဒီအဖြေကိုကောက်ထည့်ပြီးတော့ဒါသုံးကြနည်းနည်းလေးကိုနားလေးပြင်ဒီနားလေးပြင်လောက်အနေပါပြင်ကြတယ်ဒါနိုင်ငံတကာမှာဖြစ်နေတဲ့ပြဿနာလက်ရှိဖြစ်နေတဲ့ပြဿနာအဲ့တော့အဓိကပြဿနာဒါလေ့လာစရာမလိုတော့ဘူးသိစရာမလိုတော့ဘူးတကယ်မလေ့လာပဲနဲ့တကယ်လည်းမသိပဲနဲ့ရှာခိုင်းလိုက်တဲ့အဖြေကိုရနေတယ်အဲ့ဒီအဖြေကိုယူပြီးအသုံးချနေတယ်အဲ့ဒီမှာတဆင့်ဆိုးလာပြီးဘာဖြစ်နိုင်လဲဆိုတော့ကလေးတွေကမစင်စားတော့ကလေးတွေမပြောပါနဲ့ကျွန်တော်တို့လူကြီးတွေမှာတော့မှဒီပြဿနာရှိနေပါတယ်တခုခုဆို AI မှာတောက်ထည့်လိုက်ရင်ရနေတယ်ပဲကိုယ့်ဘာသာစဉ်းစားအဖြေရှာတဲ့လို့ကိုမလုပ်ဖြစ်တော့ဘူးကြာလာလေမလုပ်ဖြစ်လေကြာလာလေမလုပ်ဖြစ်လေဖြစ်မှာပဲပိုအသုံးပြုလာလေကိုယ်တိုင်မစဉ်းစားဖြစ်တော့လေဆိုတော့ပိုဖြစ်လာမှာပြီးချင် AI လေးကောက်မိလိုက်ရတာပဲခုခိုင်းရင် AI ခိုင်းလိုက်ရတာပဲကိုယ့်ဘာသာမလုပ်တတ်တော့ဘူးကိုယ့်ဘာသာစဉ်းစားတွေးခေါ်မှုတွေရောကြလာတယ်ဒါဒီဒီနေ့ခေတ် AI နည်းပညာတွေဟာတစ်ဖက်မှာအသုံးဝင်တယ်လို့တစ်ဖက်မှာဖြစ်ပေါ်လာတဲ့ပြဿနာတွေပါအဲဆရာမတို့တွေနဲ့ကလေးတွေကိုအင်စာပေးရတာအခက်အခဲတွေဖြစ်လာနိုင်တယ်ကလေးကအဖြေတော့ရလာတယ်ဒီအဖြေကအင်စာတကယ်ရောသူကိုယ်တိုင်လောက်လာတာဟုတ်ရဲ့လားAI နဲ့လောက်လာသလားစစ်တဲ့ tools တွေပေါ်တယ်လို့ပြောတယ်စစ်ကြည့်လိုက်တယ်စစ်ကြည့်လိုက်တော့တချို့ဟာတွေကလည်းဟုတ်တယ်တချို့ဟာတွေလည်းကလေးတွေကအဲ့ဒါကိုတချို့ကလေးတွေကအဲ့ဒါကို AI ကလောက်ထားတယ်လို့မထင်ရအောင်လောက်တတ်ကြတယ်ပေါ့လောက်တတ်တဲ့ကြောင့်မလို့လောက်လာတယ်အဲ့ဒါကြတဘာဝမကြတော့နော်ကြောင်တဲ့ကြွက်လို့ဖြစ်နေအဲ့တော့ဖြစ်နေတဲ့အခါကျတော့ပြေးလိုက်ဖြစ်နေတဲ့အခါကျတော့အဲ့လိုတော့မဟုတ်တော့စင်မပြေတော့ဘူးနော်အဲ့တော့ဘယ်လိုလုပ်ကြမလဲအခုဘယ်လိုလုပ်နေကြလဲပေါ့ရှေ့ဆက်ဘယ်လိုလုပ်ကြမလဲပေါ့ကလေးတို့အင်စာပေးလို့မရတော့ဘူးလားပေါ့ဒါနိုင်ငံတကာမှာဆိုပို့ဆိုးနိုင်တယ်ကျွန်တော်တို့ဒီမှာတော့အဲ့လောက်ထိနဲတယ်လို့ယူဆတယ်ပေါ့ဒါဆရာတို့တော့ပို့သိမယ်ဘယ်လိုဟာမျိုးလဲဆိုတော့ဟိုမှာ open book exam တွေ take home exam တွေဒီမှာတော့နဲတာပေါ့နော်ဒီမှာတော့ exam ဆို exam room ထဲမှာပဲသွားတာများတာပေါ့နိုင်ငံတကာမှာကျတော့အဲ့လိုတွေကရှိတဲ့အခါကျတော့အဲ့စနစ်တွေအကုန်လုံးပေါ်မှာတော်တော်လေးကိုအခက်အခဲဖြစ်နေတာပေါ့အဲ့ဒီ open book exam တွေ take home exam တွေကလုပ်လို့မရတော့ဘူးဖြစ်သွားသလိုဖြစ်နေတာပေါ့အဲ့တော့အဲ့လိုပြဿနာတွေဖြစ်လာတဲ့တပြိုင်နက်တည်းမှာကျွန်တော်ကနောက်ဆက်တွဲနည်းနည်းလေးပူးတွဲပြီးပြောချင်တာနီးပညာတိုးတက်မှုအပြောင်းအလဲတွေရဲ့သဘာဝအကြောင်းလေးကိုနောက်ဆက်တွဲထည့်ပြီးတော့ပြောချင်တယ်။ဘာကြောင့်ဒီနီးပညာဟွာလေးကိုကျွန်တော်ကထည့်ပြီးတော့ပြောလဲဆိုတော့နီးပညာသဘာဝကိုထည့်ပြောလဲဆိုတော့ဒီလိုအပြောင်းလဲတွေကြောင့်စိတ်ညစ်နေမှာဆိုတော့ဆရာတို့ဒီလိုအပြောင်းလဲတွေဒီလိုအခက်အခဲတွေရှိလာလို့ဆိုတော့အရင်ကမရှိဘူးဆိုကြပါစို့အခုမှအဲ့ပြဿနာရတက်လာတာစိတ်ညစ်တယ်အဆင်မပြေဘူးအဲ့လိုရှိနေမှာဆိုလို့ဒါကိုထည့်ပြောပြတာပါနီးပညာအပြောင်းလဲဆိုတာတော့ထုံးစံပဲဘယ်လိုထုံးစံလဲဆိုတော့အကောင့်အဆိုးဆိုတာပူတွဲပါလာတာထုံးစံပါပဲအပြောင်းလဲတိုင်းမှာနီးပညာအပြောင်းလဲတိုင်းမှာလာကြတာပါအထက်ကဥပမာလေး2ခု3ခုလောက်ရွေးထုတ်ပြလို့ရပါတယ်
ပထမဆုံးတစ်ခုကဟိုးသမိုင်းပြန်လှန်ပြီးတော့ဟိုး15ရာစုနှစ်လောက်ကဒါ printing press ပေါ်တဲ့အချိန်လောက်ကနေပြန်စပြီးကျွန်တော်တို့ကပြောလို့ရတယ်ဒါနည်းပညာအပြောင်းလဲတွေကတစ်ခုပုံနှိပ်ဆက်ပေါ်လာတယ်ပုံနှိပ်ဆက်ပေါ်လာတယ်အဲ့ပုံနှိပ်ဆက်ရဲ့အကျိုးရလဒ်နဲ့ကျွန်တော်တို့ခဏခေတ်မှာစာအုပ်စာတမ်းတွေစာရွက်စာတမ်းတွေဘယ်လောက်ထိဒီပညာရေးကဏ္ဍမှာကောင်းမွန်သွားတယ်လဲဆိုတာဒါအားလုံးအသိဒီပုံနှိပ်ဆက်ကြောင့်ဘယ်လောက်အကျိုးပြုသွားတယ်ဆိုတာလည်းလူပောင်ကိုဘယ်လောက်ထိအကျိုးပြုသွားတယ်လဲဆိုတာအားလုံးအသိဒါပေမဲ့လို့လူပောင်ကိုအကျိုးပြုသွားခြင်းနဲ့အတူအဲ့ဒီပုံနှိပ်ဆက်ပေါ်လာစဉ်ကာလမှာဥရောပမှာလူပောင်တစ်ခုလုံးကိုယိုယွင်းပျက်စီးသွားလောက်မတက်ပြဿနာတွေတက်ခဲ့ကြတယ်။ဘာတက်ခဲ့ကြလဲဆိုတော့အဲ့ဒီခေတ်ကစုံနေမှော်တွေတားယုံရတာ။တားယုံရတဲ့ခါကျတော့အဲ့ဒီအကြောင်းစာရွက်စာတမ်းတွေလက်ကမ်းစာဆောင်တွေဒီ printing press နဲ့ပြန့်နှံ့လာတယ်။အရင်ကတည်းကရှိတာပါ။ပြဿနာအရင်ကတည်းကရှိတယ်။ဒါပေမဲ့ printing press ပေါ်လာတော့ဘာကြောင့်အဲ့ဒီအကြောင်းဖြန့်တဲ့ဝါဒဖြန့်တာတွေအဲ့ဒီအကြောင်းယူဆအကြောင်းရေးထားတဲ့ဟာတွေပြီးတဲ့အခါကျတော့တချို့ရွာတွေမှာဆုံးသမုတ်ပြီးတော့မီးစင်တင်ရှို့လိုက်ကြတာတွေဘာတွေအထိဖြစ်လောက်ကြတယ်အဲ့လိုလောက်တဲ့သတင်းတွေကတခြားရွာတွေကိုပြန်တခြားဒေသတွေကိုပြန်အဲ့လိုလက်ကမ်းစာဆောင်တွေကနေအရင်ကတည်းကရှိနေတဲ့ပြဿနာဟာဒီပုံနှိပ်ဆက်လည်းပို့လာပြဿနာတော်တော်ကြီးကိုကြီးသွားပြီးတော့ဒါဘယ်လောက်ထိအခြေအနေဆိုးသွားလဲဆိုတော့အားလုံးကလူတွေရဲ့နေ့စဉ်လူမှုဘဝကိုပါရိုက်ခတ်လာတဲ့အထိအသက်ဆုံးရှုံးရတဲ့အထိကိုပြဿနာတွေတက်ခဲ့ကြတယ်ကျွန်တော်တို့ကအဲ့ဒါတွေကိုအရင် focus လုပ်တော့အခုနောက်ပိုင်းမှာတကယ်တော့ဤပညာအပြောင်းလဲဒီပုံနှိပ်ဆက်ဆိုတာကြီးပေါ်လာလို့တော်တော်ကြီးကိုပြဿနာတက်သွားခဲ့တာအဲ့လိုတက်သွားခဲ့ခြင်းနဲ့အတူဘာတွေအကျိုးရှိလဲဆိုတော့ထွေထူးတောင်ပြောနေကြမလို့ခဏချိန်မှာဒီပုံနှိပ်ဆက်တွေရဲ့အကျိုးကျေးဇူးနဲ့ကျွန်တော်တို့တွေစာပေတွေအသိပညာတက်ပညာတွေပြန့်နှံ့နေတယ်ဆိုတော့အားလုံးသိကြပြီသားနော်ဒီပညာအပြောင်းလဲဆိုတော့အဲ့လိုလာပါပဲနောက် internet ရှိမယ်အနည်းဆက်ဆုံးအဲ့တော့ internet ဖြစ်လာတဲ့အခါကျတော့ internet မှာလူတွေရဲ့တကူရေး privacy ထိခိုက်မှုတွေရှိတယ်မတင်တော်တဲ့အချက်လက်တွေရှိတယ်သတင်းမှားအချက်လက်မှားတွေရှိမယ်ဟိုတကူရေးလိမ်ညာမှုတွေ spam တွေဒါလိုအများများတယ်ဒီလိုအကျိုးအဆိုးတွေအများကြီးရှိတယ်လို့ပဲတစ်ဖက်မှာလည်းပဲဒီလို internet ရဲ့အကူအညီနဲ့ပညာတွေကိုပို့ပြီးတော့လွတ်လပ်လပ်လူတွေက internet ကနေပြီးတော့သင်ခွင့်ရလာကြတယ်ပို့ပြီး accessible ဖြစ်လာတယ်အရင်ကဒီပညာတွေကိုထိတွေ့ခွင့်မရှိတဲ့လူတွေကအစ internet အကူအညီနဲ့ဒီပညာတွေကိုထိတွေ့ခွင့်ရှိလာတယ်လူတိုင်းက internet ကနေလေ့လာမယ်ဆိုရင်လေ့လာလို့ရနိုင်လာတယ်ပညာတွေကအစင်းသင့်ပဲကိုကလေ့လာနိုင်မှုပဲလို့တယ်လက်တကမ်းမှာအစင်းသင့်ရှိနေတယ်ဆိုတာဒီဖြစ်လာတယ်ဒီလိုပါပဲအဲ့လိုပဲအကောင့်နဲ့အဆိုးဆိုတာတော့ဒီလိုပဲပူးတွဲပြီးတော့အားလုံးမှာပါလာကြတာပါပဲအဲ့နောက်ကလေးတွေလက်ထဲကအခုဖုန်းဆိုလဲဒါအတူတူပဲလေအဲ့တော့ဖုန်းတွေပဲကလေးကတနေ့ကုန်ထိုင်ကြည့်နေတယ်ဆိုတာဘယ်လောက်ထိဆိုးတယ်လဲဆိုတာဒါကျွန်တော်တို့သိနေကြတာပဲကလေးတွေ attention span အာရုံစူးစိုက်မှုတွေရော့ကျလာတယ်ဟိုဗီဒီယိုအတူလေးတွေပဲကြည့်အတူလေးတွေပဲသူတို့စိတ်ဝင်စားတော့တယ်ဟိုကမစိတ်ဝင်စားတော့တခုခုအာရုံစိုက်ရမယ်ဆိုရင်မစိုက်နိုင်တော့ဘူးကလေးတွေအဲ့လိုအာရုံစူးစိုက်မှုဟာကျလာတယ်ဒီဖုန်းတွေကြည့်ပြီးမျက်လုံးတွေပြက်အဆင်မပြေဖြစ်လာကြတယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင်လည်းပဲကမ္ဘာနည်းပညာဘန်တိုင်းကြီးလက်ထဲမှာရှိကိုက access လုပ်ဖို့ပဲလို့တယ် access လုပ်ချင်းမလုပ်ချင်းပဲဒါပေမဲ့ဒီလက်ထဲမှာဒီဖုန်းနဲ့ဒီ internet နဲ့ဒါအသိပညာအတတ်ပညာတွေကိုစီးပူးမယ်ဆိုလို့ရှိရင်အလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်ဒါလုပ်လို့ရတာတွေအများကြီးဖြစ်သွားတာဒါကျွန်တော်တို့ကဟိုနည်းနည်းလေးပြန် remind လုပ်တဲ့သဘောနည်းပညာဆိုတာတော့အဲ့လိုပဲအပြောင်းလဲဆိုတာနည်းပညာတစ်ခုပြောင်းလဲတာနဲ့အကောင့်တွေအဆိုးတွေကတော့အဲ့လိုတွဲပြီးပါလာမှာပဲဒါတွေကိုကျွန်တော်တို့ကအဆိုးတွေကိုအတတ်နိုင်ဆုံးဟိုရှောင်ရှားပြီးတော့အကောင့်တွေကိုပြန်ပွားအောင်ကျွန်တော်တို့ကစူးစမ်းရမယ်အကောင့်တွေပြန်ပွားအောင်အသုံးချကြရမှာဖြစ်ပါတယ်အဲ့တော့ AI ကလည်းပဲဒီလိုသဘောမျိုးနဲ့အဆိုးကောင်းပေါင်းစုံနေတဲ့သဘောတရားရှိပါတယ်အဲ့တော့ရှေ့ကပြောလက်စာလေးနဲ့နည်းနည်းပြန်ချက်ရပါမယ်เนาะပညာရေးပိုင်းမှာကျွန်တော်တို့ကဘလို့တွေကျွန်တော်တို့ချိန်ညှိမှုလေးတွေလုပ်ဖို့လိုနေတယ်လေပညာရေးစနစ်ကြီးတစ်ခုလုံးကိုပြောင်းပြဖို့မလိုပါဘူးပညာရေးစနစ်ကြီးတစ်ခုလုံးကိုလုံးဝဒီ AI ကြောင့်ဆိုပြီးတော့ပုံစံပြောင်းပြစရာမလိုဘဲနဲ့လက်ရှိနေတဲ့စနစ်ကိုပဲကျွန်တော်တို့ကတင့်တော်အောင်အလိုက်တင်ချိန်ညှိရမှာပါဘာတွေချိန်ညှိရမလဲဆိုတော့ပထမဆုံးတစ်ခုပေါ့လေအဖြေကိုမစစ်ဖဲနဲ့ကလေးတွေရဲ့နားလည်မှုကိုစစ်ရမယ်လို့ဒါကျွန်တော်ယူဆပါတယ်အဖြေကိုစစ်တယ်ဆိုတာကျွန်တော်တို့ကကလေးတွေကိုစမ်းမွန်းစစ်တာဘာအတွက်စစ်တာလဲကလေးတွေကိုအိမ်စာပေးတာဘာအတွက်ပေးတာလဲစာကိုဖတ်စေခြင်းလို့လေ့လာစေခြင်းလို့ပြီးတဲ့အခါဒီမှာစူးစမ်းပြီးတော့ဒီအဖြေကိုဖြေဆိုစေခြင်းလို့ဒါကြောင့်မလို့သူတို့ဘာလုပ်သွားလဲဆိုတော့ကြည့်စရာမလိုရောက်လာတော့မှအဖြေကိုကြည့်လိုက်လို့ဒီအဖြေကိုကြည့်ပြီးဒီကလေးကတကယ်ရသလားတကယ်စာကိုလေ့လာခဲ့သလားတကယ်စူးစမ်းပြီးလုပ်ခဲ့သလားဆိုတော့ဒီအဖြေလောက်မှကျွန်တော်တို့ကကြည့်လို့ရခဲ့တယ်အရင်ကအခုကျွန်တော်တို့ကြည့်လို့မရတော့ဒီအဖြေလောက်ကြည့်ပြီးဒီကလေးကစာတကယ်လုပ်လာပါလို့ပြောလို့မရတော့ဒီအဖြေက AI ကဖြေပေးလိုက်တာလည်းဖြစ်ခြင်းဖြစ်နိုင်အဲ့တော့ကျွန်တော်တို့ကအရင်ကအဖြေကိုစစ်တယ်ဆိုတာဘာကြောင့်စစ်တာလဲတကယ်တမ်းစစ်ချင်တာဒီအဖြေကြီးကိုကြည့်ချင်လို့မဟုတ်ဘူးဘာကိုစစ်ချင်တာလဲဆိုတော့ဒီကလေးစာရမရအောင်စစ်ချင်တာတေချာစဉ်းစားကြည့်စာရမရအောင်စစ်ချင်တာကိုဘာမှတစ်ဆင့်ကန်ကြည့်လိုက်တာလဲဆိုတော့သူ့ရဲ့အဖြေမှကြည့်လိုက်တာဖြစ်နေကျွန်တော်တို့ကပြန်ပြောင်းအောင်ဘာကိုပြန်ပြောင်းအောင်လဲဆိုတော့အဖြေကိုစစ်ရမှာမဟုတ်တော့ပဲねဒီကလေးရဲ့အမှန်တကယ်အဲ့ဒီအဖြေကိုနားလည်လား AI သုံးလို့ရတယ် AI နဲ့ဖြေလို့ရတယ်ကျွန်တော်တို့ကမဖြေနဲ့လို့သွားတားရင်လည်းပဲဒါလက်တွေ့မကြအသုံးချဖို့တော့ကျွန်တော်တို့ကတိုက်တွန်းရမှာလေးနောက်ပိုင်းမှာသူ့ဟာနဲ့သူချိတ်ဆက်လာလိမ့်မယ်သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာကိုပြန်စစ်ရမလဲ Okay မင်းဒီအဖြေကိုဖြေလာတယ်ရှင်းပြဒါကိုရှင်းပြနိုင်သလားရှင်းပြနိုင်ရင်ဒီကလေးကတကယ်ရတယ်
သူ့ဘာသာ AI မဲ့သုံးမသုံးသူ့အဖြေကိုသူပြန်ရှင်းပြနိုင်ဆိုဒီကလေးကဒီအကြောင်းအရာကိုတကယ်နားလည်လို့အဲ့လိုသဘောမျိုးနဲ့ကျွန်တော်တို့ကဘာလို့စစ်ရမှာလဲဆိုတော့အဖြေကိုစစ်တာကနေနားလည်မှုကိုစစ်တဲ့စနစ်ကိုကျွန်တော်တို့ကပြောင်းကြတယ် defense လုပ်ရမယ်မင်တာမှားနေတယ်ဘာလို့အဲ့ဒါမှားတာလဲပြောအဲ့ဒါကို defense လုပ်နေရမယ်ပြီးတော့လက်တွေ့အသုံးချနိုင်ရမယ်ဒီအကြောင်းအရာကိုလက်တွေ့အသုံးချလို့ရလက်တွေ့အသုံးချရမယ်အဲ့ဒီလက်တွေ့အသုံးချတဲ့အပိုင်းတွေကိုလုပ်ခိုင်းရမယ်ဒီလိုနီးလမ်းမျိုးတွေနဲ့ကျွန်တော်တို့ကစစ်ဆေးမှု evaluation ကိုကျွန်တော်တို့ကပြောင်းရမယ်evaluation ကိုဘယ်လိုပြောင်းမလဲဆိုတဲ့စနစ်တွေကိုတော့ခုနကပြောသလိုကျွန်တော်တို့က idea ကိုဒီနေရာမှာအဓိကပြောတဲ့သဘောပေါ့နော်ဘယ်လိုပြောင်းမလဲဆိုတော့ကျွန်တော်တို့ကစောသေးတယ်အခုမှအပြောင်းလဲကာလဖြစ်သေးတယ်ဒီတိတိကျကျစနစ်တွေမပေါ်သေးဘူးတဖြည်းဖြည်းနဲ့တော့တရားတွေကပေါ်လာလိမ့်မယ်လမ်းကြောင်းတစ်ခုတက်သွားလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒါပထမတစ်ဆင့်ပါကျွန်တော်တို့သင်ကြားသူများဘက်ကကျွန်တော်ကိုယ်တိုင်လည်းသင်တန်းတွေပေးနေတဲ့အခါကျတော့ကျွန်တော်တို့ကတော့ပြဿနာမရှိဘူးပေါ့ဒီပညာသင်တန်းဆိုတော့မသုံးရင်တော့မှသုံးပါလောက်ပါဆိုတော့လိုက်တောင်တိုက်တွန်းနေရသေးတာဆိုတော့တူတော့မတူဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့စစ်ဆေးမှုတွေကျွန်တော်တို့လည်းပြောင်းရတယ်အဲ့လိုနားလည်မှုကိုစစ်တယ်ရလက်ကိုစစ်တော့အဲ့ဒီရလက်ကို okay ဟုတ်ပြီအဲ့ဒီရလက်ဘယ်လိုရကျွန်တော်ကျတော့ code တွေရေးရတယ် code တွေရေးလို့ရလက်လည်းရတယ်ရှင်းပြအဲ့ဒီ code မျိုးဘယ်လိုရေးထားလဲသူကိုယ်တိုင်ရေးတာဟုတ်ချင်ပါဦးမယ်ဒါပေမဲ့အဲ့ဒီ code ရဲ့အဓိပ္ပာယ်အဲ့ဒီ code ရဲ့အလုပ်ကိုရှင်းပြနိုင်ဆို okay ဒါကျွန်တော်တို့လက်ခံဒီလိုသဘောမျိုးနဲ့ကျွန်တော်တို့သွားချတယ်နော်ဒါပထမတစ်ဆင့်ပေါ့ဒုတိယတစ်ဆင့်ကကြတော့ဗာလဲဆိုတော့ဒီသင်ကြားသူများအနေနဲ့ဆရာတို့ဆရာမတို့အနေနဲ့ကိုယ်တိုင်ဒီ AI ကိုအသုံးပြုပြီးတော့ teaching material တွေကိုအချိန်တိုတွင်ဖန်တီးလို့ရနိုင်တယ်quiz လေးတွေလုပ်မယ်ပြီးတဲ့အခါကျတော့ games လေးတွေလုပ်မယ် media လေးတွေလုပ်မယ်အခုကျွန်တော်တို့ဒီမှာသုံးနေတဲ့ဒီ presentation ဆိုရင်ဒါကျွန်တော် AI အသုံးပြုပြီးဖန်တီးထားတယ်အဲဒါကြောင့်ဆရာတို့ဆရာမတို့ကဒီ AI ကူညီနဲ့မလုပ်လို့ရလာမလဲဆိုတော့အခုလိုတင်ထောက်ကူလေးတွေကိုကိုယ့်ရဲ့ဆိုလိုတာကစာအုပ်ထဲအတိုင်းအမြဲတမ်းသင်နေကြရမလို့ကလေးတွေနဲ့ engage ဖြစ်မယ်ကလေးတွေနှစ်သက်မယ်ကလေးတွေလိုက်ပါအလွယ်တကူစိတ်ဝင်စားနဲ့လိုက်ပါမယ် material တွေကိုအရင်တော့ဆိုရင်အချိန်ပေးပြီးလုပ်ရမှာပေါ့ဆရာတို့ဆရာမတို့က AI ရဲ့အကူအညီနဲ့အဲ့လို teaching material ကိုအချိန်တိုအတွင်းမြန်မြန်ဆန်ဆန်လုပ်လို့ရလာတာကိုဒါအသုံးချကြမှာဖြစ်ပါတယ်နောက်တစ်ခုကဘာရှိမလဲဆိုတော့ကိုကအကုန်သင်ပေးတဲ့စနစ်ကနေကိုယ်တိုင်သင်ယူနိုင်အောင်လမ်းကြောင်းကိုချပေးတယ်လို့ဖြစ်ဖို့လိုတယ်ဒီလိုပါကျွန်တော်စောစောရှေ့မှာပြောခဲ့တဲ့ AI နည်းပညာတွေအလုပ်လုပ်ပေါ့မှားတာတွေမှန်တာတွေ तू ကမသိဘူး AI ကို blind သုံးလို့မရဘူးအမှားမှန်ကိုဆုံးဖြတ်နိုင်စွမ်းရှိဖို့တခုခု gut rate တခုခုတော့လိုတယ်အမှားမှန်ကိုဘယ်သူကဆုံးဖြတ်ပေးမှလဲဆိုတော့ဆုံးဖြတ်နိုင်စွမ်းဘောင်လေးတခုတော့လိုတယ်အဲ့ဒီဆရာတို့ဆရာမတို့အဲ့ဒီဘောင်ဖြစ်ရအမှားမှန်ကိုဆုံးဖြတ်ပေးတဲ့ဘောင်ဖြစ်တယ်အဲ့ဒီဘောင်တတ်မှတ်ထားတဲ့ဘောင်တွေကနေကလေးတွေကဒီ AI ရဲ့အကူအညီနဲ့ကိုယ်တိုင်လေ့လာယူနိုင်တဲ့သူတွေဖြစ်သွားအောင်လမ်းပြပေးရမှာဒီလိုလေ့လာရတယ်ဆိုတော့လမ်းကိုခုနပြောတဲ့ gut rate ဘောင်အမှားမှန် evaluation ဘောင်လေးတစ်ခုနဲ့ဒါတွေကိုအသုံးပြုပြီးတော့ဒီလိုလေ့လာရတယ်ဆိုတော့လေ့လာမှုလမ်းကြောင်းကိုချပေးတယ်ဥပမာအရင်ကကိုယ်တိုင်စာသင်ခန်းထဲမှာကိုယ်တိုင်ရှင်းပြတာဖြစ်နေဖြစ်မယ်အခုတော့ကိုယ်တိုင်ရှင်းပြတာနောက်ကိုယ့်ဘာသာအိမ်မှာလုပ်ဖို့ exercise သဘောမျိုးပေးတာလည်းရှိမယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့နည်းနည်းလေး flip လုပ်လို့ရတယ်ကိုယ်တိုင်ရှင်းပြတာလေးလည်းရှိမယ်ခုနလို material လေးတွေဖန်တီးပြီးတော့ဒါမှမဟုတ်လို့ရှိရင်လည်းပဲကိုယ်တိုင်ကျောင်းသားတွေကိုဒီ AI ရဲ့အကူအညီနဲ့ကိုယ်တိုင် research လုပ်ပြီးတော့ကိုယ်တိုင်လေ့လာဖို့ဒါမျိုးလေးတွေလောက်ခိုင်းလို့ရနိုင်တာလေးတွေရှိပါတယ်နောက်ကျွန်တော်တို့ခုနတစ်ချက်ကျွန်တော်ကြားထဲမှာထည့်ပြောလိုက်သလိုဆရာဆရာမတွေကဒီ AI နည်းပညာဆိုတာအန္တရာယ်လည်းများပါတယ်ဘာလို့အန္တရာယ်များလဲဆိုတော့သူ့ကိုခုနပြောတဲ့ blind trust ယုံမိရင်သူ့ရဲ့အလုပ်လုပ်ပုံကိုနားမလည်ပဲနဲ့သူပြောတဲ့အဖြေကိုမှားလားမှန်လားဆိုတာကိုဒါကလေးတွေမှာဆုံးဖြတ်နိုင်စွမ်းမရှိဘူးဆရာတို့ဆရာမတို့ကဆုံးဖြတ်နိုင်စွမ်းရှိတယ်ကလေးတွေကဆုံးဖြတ်နိုင်စွမ်းမရှိဘူးဆုံးဖြတ်နိုင်စွမ်းမရှိဘဲနဲ့အဲ့ဒါကိုမှားလားမှန်လားမသိဘဲနဲ့ဒါသုံးနည်းအမှားတွေနဲ့သုံးမယ်အလွန်ကျွံမဖြစ်တဲ့နေရာတွေမှာသုံးမယ်အဲ့လိုတွေမဖြစ်အောင်ဒါကိုလမ်းညွှန်ကြားပြသနိုင်တဲ့သူတွေဖြစ်အောင်ကိုရီးယားလည်းပဲပြင်ဆင်ထားရမှာဖြစ်ပါတယ်နောက်တစ်ခုကကလေးတွေဘက်ကလည်းပဲမလုပ်လို့ရသွားတယ်ဆိုတော့အရင်တော့ဆိုရင်ဒါအိမ်မှာလည်းကျွန်တော်မှာသမီးလေးတယောက်ရှိတယ်ဒါ grade 6တက်နေတယ်ရှိတော့ကလေးငယ်တော့လိုပဲမေးတာပေါ့ဒါကဘာလဲဒါကဘာဖြစ်တာလဲအဲ့ဒါဘယ်လိုလဲဒါအစာပိုင်းတော့အချစ်စရာလေးပေါ့နောက်ပိုင်းကျတော့လည်းစိတ်ညစ်တာပေါ့ဘာနေခဏခဏလာမေးနေတော့ဒါတော့တယောက်ပဲရှိတယ်ကျတို့ဆရာမတို့စာသင်ခန်းထဲမှာကလေးတွေအများကြီးနဲ့ဘယ်လိုနေမလဲပေါ့ပြဿနာမရှိဘူးကလေးတွေသူတို့သိချင်အောင်သူတို့မေးမြန်းနိုင်မှုအတွက်ကိုဒါသူတို့အတွက်ကို guide တစ်ခုရတယ်ဒါနဲ့ပတ်သက်လို့မနေ့ကပဲတိုက်ဆိုင်ကျွန်တော်တို့ကဘာတွေ့လိုက်လဲဆိုတော့ platform လေးတစ်ခုကျွန်တော်တို့ကတွေ့လိုက်တယ် Land Vector ဆိုတော့အခုမှဒါစတင်တည်ထောင်တဲ့ AI နဲ့သင်ကြားရေးမှာအလွန်နာမည်ကြီးသူဒီ Andrew Ng ကတည်ထောင်လိုက်တဲ့ဟိုပါ platform မှာအဲ့ဒီ platform လေးကစိတ်ဝင်စားဖို့ကောင်းပါတယ်သူကဘာလုပ်လိုက်လဲဆိုတော့အရင်တော့ဆိုရင်တဲ့သူဒီမှာရှင်းလင်းချက်အချင်းချုပ်လေးသူပေးထားတာလေးကအရင်တော့ဆိုရင်တကယ်တမ်းအကောင်းဆုံးသင်ကြားမှုစနစ်ကဘာလဲဆိုတော့ကလေးတွေကိုတူးချင်းအနီးကပ်သင်နိုင်ရင်အကောင်းဆုံးပဲတူးချင်းအနီးကပ် guide ပေးနိုင်ပြီတူးချင်းအနီးကပ်တာသင်နိုင်မယ်ဆိုလို့ရှိရင်ကလေးတယောက်ကဘယ်လောက်ထိဖြစ်မြောက်နိုင်တယ်လဲဆိုတော့အားလုံးသိကြတယ်
ကလေးမိဘတွေလည်းသိတယ်ကျွန်တော်တို့ဆရာဆရာမတွေလည်းသိတယ်ကိုသာအနီးကတယောက်လောက်ကိုလှုပ်ပေးလိုက်မယ်ဆိုတော့အဲ့တယောက်ကဒါအများကြီးဟိုတွတ်တက်သွားတယ်ဒါပေမဲ့ကျွန်တော်တို့မလှုပ်ပေးနိုင်ဘလို့ပဲတော့ရတယ်ကျွန်တော်စာသင်ခန်းရှိတယ်စာသင်ခန်းထဲမှာကလေးတွေအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်တို့သင်နိုင်တယ်ဒီနည်းပဲကျွန်တော်တို့သုံးရတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးတယောက်ဆရာတယောက်ထားပြီးဖို့ဆိုတာမဖြစ်နိုင်ဘူးခဏခေတ်မှာဖြစ်နိုင်လာပြီ AI ကအဲ့လိုကလေးတယောက်ဆရာတယောက်ဆိုတာမျိုးဆရာဆိုတာခုနကပြောတယ်အနီးကသင်ပေးမဲ့ AI ဆရာကိုပြောတာပေါ့နော်အဲ့ AI ဆရာဆိုတာမျိုးရှိလာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအဲ့လိုစနစ်မျိုးကိုသူတို့အကောင့်ထဲပေါ်တယ်တူးချင်းစီဟိုသင်ပေးနိုင်လာတယ်အဲ့ခါကျတော့အရင်ကဆရာတယောက်ကကလေးတွေအများကြီးသင်တာကနေအခုတူးချင်းသင်တာဖြစ်လာတယ်အရင်ကသင်တဲ့ဆရာမှာဒီအကြောင်းမှာစာလောက်ရတာကြီးကပင်ပန်းခက်ခဲနေတာတွေကအခုတော့ဘာဖြစ်လာနိုင်လဲဆိုတော့ကလေးတွေအတွက်ကိုဒီစာလောက်ရတာက engage ဖြစ်နေတယ်အဲ့တော့ तू ကြိုက်တဲ့ပုံစံနဲ့လေ့လာလို့ရတဲ့အတွက်ကြောင့်မလို့ကြိုတင်ချမှတ်ထားတဲ့ပုံစံတိုင်းမျိုးကလေးတွေတယောက်တယောက်မတူတာကိုလည်းကျွန်တော်တို့သိတယ်တယောက်တယောက်စာလိုက်နေတာမလိုက်နေတာလည်းကျွန်တော်တို့သိတယ်ကျွန်တော်တို့စာသင်ခန်းထဲမှာဆိုရင်ခုနကပြောသလိုသင်ကြားမှု environment မတူပေမဲ့ကျွန်တော်တို့လည်းရင်ဆိုင်နေရတယ်ကလေးတွေ level မတူကြဘူးအဲ့ဒါကိုတူအောင်ညှိပြီးသင်ရတာတော်တော်ခက်တယ်အတက်နိုင်ဆုံးကြားချပြီးတော့ကလေးတွေကိုသင်ရတချို့ကျတော့တိတ်မလိုက်နိုင်တာကိုသိတယ်တချို့ကျတော့လည်းအရန်ထက်နေတာကိုသိတယ်အရန်ထက်တဲ့လူနောက်ကိုလိုက်ပြီးကျွန်တော်တို့ကသင်လို့လည်းမရဘူးကျန်တဲ့ကလေးတွေအဆင်မပြေဖြစ်သွားတယ်ပြီးတော့အရန်ဟိုဟာလိုက်မလိုက်နိုင်ဖြစ်နေတဲ့သူကို UTP သင်တဲ့အဆင်ကမပြေပြန်ဘူးတခြားကလေးတွေပါနှောင့်နှေးကောအဲ့ဒီကြားထဲမှာကျွန်တော်တို့ဒါအဆင်ပြေအောင်သင်ကြရတာပဲပေါ့နော်အဲ့လိုကိစ္စတွေပါလေဆိုဒါကလေးတူဦးချင်းစီအတွက်ကျွန်တော်တို့က course တစ်ခုချင်းစီလုံးလုံးမှမဖြစ်နိုင်တာဟုတ်ဒါကြတော့နည်းနည်းတော့ extreme ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအလားအလာတွေကိုဒါကျွန်တော်တို့က idea အနေနဲ့ယူပေါ့တူဦးချင်းသင်တယ်ဆိုတာမျိုးတိကိုဖြစ်နိုင်လာတယ်ပြီးတဲ့အခါကလေးတူဦးချင်းစီနဲ့သင်တော်နိုင်တဲ့ပုံစံသင်ခန်းစာတွေအထိကိုကျွန်တော်တို့ကစီစဉ်ပြီးတော့သင်ပေးမယ်ဆိုရင်သင်ပေးနိုင်စရာရှိလာတယ်လုံးလို့ရနိုင်လာတဲ့အလားအလာတွေရှိလာတယ်ဒါတွေကကျွန်တော်တို့ခုနပြောတဲ့ AI ပြောင်းလဲကြောင့်ကျွန်တော်တို့ခုန negative တွေအများကြီးရှိတယ်အဲ့ negative တွေကနေမှဆွဲထုတ်လို့ရတယ်ကျွန်တော်တို့ positive တွေပေါ့နော်ဒါကြီးလုပ်မယ်ဆိုလုပ်လို့ရနိုင်တဲ့ကိစ္စတွေပါတော့သင်တယ်ဆိုတဲ့နေရာမှာလည်းစာသင်ခန်းနဲ့မဟုတ်တော့ဘူးစိတ်ကူးပေါ်တဲ့အချိန်လေးထားသင်လို့ရတယ်ဆိုတာမျိုးလေးအဲ့ဒါမျိုးလေးဖြစ်တဲ့စနစ်တွေကိုကျွန်တော်တို့စတင်စဉ်းစားလို့ရတယ်ပေါ့ဘလို့စနစ်မျိုးရှိတယ်ဗမာသွားသုံးရတယ်ဒါတွေပြောဖို့တော့စောသေးတယ်အခုမှဒါတွေကဖြစ်ထွန်းလာတာပဲရှိသေးတယ်ဒါပေမဲ့ဒီလို direction နဲ့ဒီလိုအလားအလာတွေရှိတယ်ဆိုတော့မူတည်ပြီးတော့ဒါလိုအပ်တယ်လို့ဒါချိန်ညှိမှုလေးတွေလောက်ရမယ်သဘောပါအဲ့တော့ဘာလုပ်ပေးရမလဲဆိုဆရာဆရာမတွေကကလေးတွေအတွက် learning path ကိုချပေးနိုင်ရမယ်ချပေးနိုင်ပြီးတော့ကိုယ်တိုင်သင်ယူနိုင်တဲ့သူတွေဖြစ်အောင်ဒီချပေးထားတဲ့ဘာနဲ့မှာအနီးက guide တွေအကူအညီနဲ့အဲ့လိုစနစ်မျိုးလေးတွေကိုသူများတွေတော့လုပ်နေကြတယ်လုပ်နေကြသလိုကျွန်တော်တို့ကလည်းပဲအဲ့လိုစနစ်မျိုးလေးတွေရှိတယ်ဆိုတာလေးကိုနည်းနည်းအလားအလာလေးတွေကိုဟိုသတိပြုရမယ်နော်နောက်ခုနဒါပြောနော်ဒါကလေးတွေကအနီးကတိနည်းနည်းသိချင်တာတွေကိုဆရာဆရာမကိုတခါလေကျတော့မေးဖို့အခွင့်အရေးမရအောင်စာသင်ခန်းထဲမှာလူတွေကများတယ်အချိန်ကပြည့်သွားတယ်ခါလေကျတော့တချို့ကလေးကျတော့ပြောင်းပြန်ရှက်တက်တယ်မမေးရဘူးဒါတွေကရှိတာပဲရှိတော့အဲ့လိုလူကလေးတွေအကုန်လုံးဒီ AI ရဲ့အကူအညီနဲ့ဘာတွေလုပ်လို့ရသွားလဲဆိုတော့သူမေးချင်တာတွေကိုလည်းအချိန်မျိုးသူမေးလို့ရသွားတယ်ပြီးတဲ့အခါကျတော့ဘာဖြစ်လို့ရသွားလဲဆိုအနီးကနည်းဥပမာဆိုကြပါစို့ကလေးတယောက်ကဒီလိုလုပ်မယ်ဆမ်မွေးလေးတစ်ခုတော့ဖြည့်ကြည့်မယ်သူ grade နဲ့သူ့ဘာသာရပ်နဲ့ဒီ grade ဒီဘာသာရပ်မှာဆမ်မွေးလေးတစ်ခုတော့သူ့ဘာသာအိမ်မှာဖြည့်ကြည့်ချင်တယ် AI ကိုအဲ့ဒါလေး quiz လေးလုပ်ခိုင်းလိုက်တယ်အဲ့တော့ exam လေးတစ်ခု design လုပ်ခိုင်းတယ် AI ကလုပ်ပေးတယ်ကလေးကအဲ့ဒါကိုဖြည့်တယ်ဖြည့်ပြီးအမှားမှန်အောင်စစ်တယ်စစ်ပြီးရင်သူက AI နဲ့ discuss လုပ်တော့မယ်ငါ့ကိုဘာလို့ဒါမှားတာလဲရှင်းပြရင်လည်းသူစိတ်ဝင်သွားမဟုတ်ဒါကိုဒီထက်ဆက်ရှင်းပြကလေးတချို့ကလေးတွေက curiosity တအားများတယ်ဒါလည်းဆရာတို့ကမှသိကြတယ်စိတ်ဝင်စားကြတယ်တကယ်တမ်းသူတို့ဒါတစ်ခုခုစိတ်ဝင်စားမိပြီဆိုရင်အဲ့သူဖြည့်ကြည့်တယ်အဖေကမှားနေဆိုဘာလို့မှားရလဲရှင်းပြခိုင်းမယ်အဲ့ရှင်းပြတဲ့မှာမူလီနည်းအဲ့ဒီအကြောင်းအရာနောက်ကိုလိုက်သွားမယ်ဆိုတာဖြစ်နိုင်ပါတယ်ဒါကိုကျွန်တော်တို့အားပေးရမယ်အားပေးပြီးတော့ဒီဆရာဆရာမတွေကမှန်ကန်တဲ့ guideline ကိုချပေးနိုင်ရမယ်ဒီလိုလုပ်ရမယ်ဒါပေမဲ့မှန်ကန်လုပ်ရမယ်ဆိုအဲ့ guideline ကိုချပေးနိုင်အောင်ကျွန်တော်တို့စူးစမ်းချရမှာဖြစ်ပါတယ်အဲ့တော့လုံနိုင်လို့ရတာကိုယ့်ရဲ့စိတ်ကူးတွေကိုအကောင့်ထဲပေါ်ကြည့်လို့ရတယ် AI နဲ့တချို့ digital idea လေးတွေဆိုရင်ပေါ့နော် digital စနစ်နဲ့ဖန်တီးကြည့်လို့ရတယ်စိတ်ကူးလေးရှိတယ်အရင်တော့လေ့လာထားတယ်လေ့လာရင်တက်ပဲစိတ်ကူးလေးတက်ပဲအခုတော့ကိုလေ့လာထားတဲ့ဟာတွေပိုဒီ animation လေးတစ်ခုလောက်လုပ်ကြည့်လိုက်မယ် graph လေးတစ်ခုလောက်လုပ်ကြည့်လိုက်မယ် diagram လေးတစ်ခုလောက်လုပ်ကြည့်လိုက်မယ် AI နဲ့အကုန်လုံးလုပ်ရတယ်ကလေးတွေအဲ့ဒါတွေသူ့ဘာသာအကုန်လုံးသွားလို့ရတယ်တချို့ formula တွေနားမလည်ဘူးဖြစ်နေတယ်အဲ့ဒါလေးကို graph လေးတစ်ခုနဲ့ diagram လေးတစ်ခုနဲ့ flow လေးတစ်ခုနဲ့ဒါသူကသူလုပ်ပြီးတော့စမ်းကြည့်လိုက်မယ်အဲ့ဒါမှသူနည်းလေးဟိုပါရာမီတာလေးတွေပြောင်း value လေးတွေပြောင်းပြီး tweak လုပ်ကြည့်မယ်အဲ့ဒါလေးတွေအကုန်လုံးလုပ်ရပါတယ်ဒါတွေအရင်ကမရနိုင်တဲ့ကိစ္စတွေအဲကြောင့်မလို့ဒါတွေကကျွန်တော်တို့ကပညာရေးစနစ်မှာဒီလိုအကြောင်းအရာတွေဟာရှိနေတဲ့ဟာကိုကျွန်တော်တို့ကအမိရလည်းအသုံးချရမယ်အဲ့အသုံးချပုံချနည်းမှန်ကန်မှုကိုလည်းကျွန်တော်တို့ကဒါလိုအပ်တာလေးတွေကဖြစ်ရမယ်ဒါနောက်ဆုံးတစ်ခုပါကျွန်တော်ကအလွန်မင်းသွားပြီးတော့ကလေးတွေအလွန်မင်းဆိုတာဒီလိုပါကိုယ်တိုင်မစင်းစားတော့လောက်အောင်ထိသုံးပြရင်တော့အဆင်မပြေဘူး AI ဆိုတာကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့ multiplier ခေါ်တယ်ကိုယ့်ရဲ့မူလအသိဉာဏ်မူလကျွမ်းကျင်မှုကိုစာပေါင်းများစွာတိုးတက်သွားစေကိုရှိတဲ့ကျွမ်းကျင်မှုတွေနဲ့
သူ့ရဲ့လုပ်ပေးနိုင်တာတွေနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာစွမ်းပကားတွေဟာအများကြီးတိုးတက်ကျယ်ပြန့်သွားတယ်ဆိုတဲ့သဘောကိုသွားတယ်အဲ့လိုမသွားဘဲနဲ့ဘာအနေနဲ့ AI ကိုပဲအားကိုးနေမှာဆိုရင်တော့ကိုယ်တိုင်မှာစွမ်းပကားတွေအတွေးအခေါ်တွေအသိပညာအတတ်ပညာတွေမရှိဘူးဆိုရင်တော့ AI ကလည်းပဲဒီ AI ကိုမေးပြီးသူမေးတဲ့အဖြေကိုလက်ခံတယ်ဆိုတဲ့ဟာလောက်ကနေတက်လာမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကအလွန်မင်းအားထားသွားတာမျိုးမဖြစ်အောင်ဒါတွေကိုကျွန်တော်တို့ကတွန်တင်ရမယ်နီလန်းတွေပြရမယ်လမ်းကြောင်းတွေချပေးရမယ်ဆိုတဲ့ကိစ္စကိုဒါကနေ့ခေတ်တင်ကြားသူတင်ယူသူပေါ့နှစ်ဖက်စလုံးကသတိပြုရမယ်အကြောင်းများအကြံများအနေနဲ့ကျွန်တော်ဒီကနေ့တင်ပြပါတယ်ကျွန်တော်ဒီကနေ့တင်ပြခြင်းတဲ့အကြောင်းအရာဒီလောက်ပဲဖြစ်ပါတယ်လောက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဆက်တွဲဒါအခမ်းအနားအစီအစဉ်တိုင်းလေးဒါဆက်သွားကြလိမ့်မယ်ထင်ပါတယ်အခမ်းအနားအစီအစဉ်တိုင်းသွားပြီးတော့ဆရာတို့ဆရာမတို့ဘက်ကလည်းပဲပြန်လည်ဖြည့်ဆွတ်ဆွေးနေတာတွေကိုလုပ်လို့ရပါတယ်နော်ကျွန်တော်ဒီနေ့ဆွေးနွေးမှုကိုတော့ဒီမှာပဲလက်စတတ်ပါတယ်ကျေးဇူးတင်ပါတယ်နားထောင်ပြီးတဲ့အတွက်ဟုတ်ကဲ့ပါဆရာဟုတ်ဒီနေ့တက်ရောက်လာသူလည်းအများကြီးရှိတယ်ပေါ့နော်ဆရာဟုတ်ဆရာဆရာကျွန်တော်တို့ဒီ tech လောကတွေမှာလည်းတကယ်နာမည်ကြီးတယ်ဖြစ်တယ်ကျွန်တော်တို့ဆရာကိုဖိတ်ကြားတာလည်းအများကြီးဝမ်းသာတယ်ပေါ့နော်ကျေးဇူးလည်းတင်တယ်ဆရာဟုတ်ဆိုတော့အစီအစဉ်အရာကျွန်တော်တို့ဒီတက်ရောက်လာတဲ့ဆရာဆရာမနဲ့ဟုတ်ကဲ့ဆရာနဲ့ကျွန်တော်တို့အမှတ်တရဓာတ်ပုံလေးရိုက်ချင်ပါတယ်ဆရာဟုတ်ကဲ့ပါရပါတယ်ဆရာအဆင်ပြေတယ်ဆိုလို့ရှင်ဆရာscreen share တာလေးရက်ပေးလို့ရလားဆရာဟုတ်ကဲ့ရပါတယ်ဟုတ်ကဲ့ဆရာရပါတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကျွန်တော်တို့ဆရာတို့ဆရာမတို့ ਨੇ အတူတူပေါ့နော်ပြောရှင်းရှင်းဟုတ်ကဲ့မှတ်တမ်းလေးရိုက်ချင်ပါတယ်ဆိုတော့ဆရာတို့ဆရာမတို့အဆင်ပြေကင်မရာလေးဖွင့်ပေးစေချင်ပါတယ်ခင်ဗျဟုတ်ဒီနေ့ကတော်တော်လေးလူစုံနေဆရာဟုတ်အများကြီးတော်တော်များများတက်ရောက်ကြပါတယ်လို့ဆရာတို့ဆရာမတို့ကျေးဇူးပါဆိုတော့ကျွန်တော်ရိုက်ပါမယ်နော်ခဏလေးပါဟုတ် ready 3 2 1 go ဟုတ်ကဲ့ခဏလေးပါနော်ဟုတ်slide က၄ခုတောင်ရှိတယ်ဆိုတော့ဟုတ်ခဏလေးပါနော်ဟုတ်ကဲ့ slide 3ကိုရိုက်ပါမယ်ဟုတ်ကဲ့ပါဆရာဒါဆိုရင်တော့အခမ်းအနားစီစဉ်ရကျွန်တော်တို့နောက်ထပ် Q&A session ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဆရာဆွေးနွေးပို့ချခဲ့တဲ့အပိုင်းလေးတွေဒါမှမဟုတ်ရှင်လည်းကိုဒီ AI နဲ့ပတ်သက်ပြီးတော့သိလို့ရတဲ့မေးခွန်းလေးတွေရှိရင်မေးမြန်းခွင့်ပြုမှာဖြစ်ပါတယ်ဟုတ်ဒါကြောင့်မလို့ဆရာကိုလည်းဒီမေးခွန်းလေးတွေဖြေပေးဖို့လည်းလေးလေးစားစားဟုတ်ကဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ဆိုတော့မေးခွန်းလေးတွေမေးဖို့ဆိုရင် recent လေးထောင်ပေးပါခင်ဗျာဟုတ်ဆရာကအစင်လိုက်လေးခေါ်ပေးသွားပါမယ်လို့ရပါတယ်ပြောပါနော်ပထမဦးဆုံးစပြီးတော့လက်လေးပြတဲ့သူကစပါဟုတ်ကဲ့ကေတန်စင်ဟုတ်ကဲ့ကေတန်စင်ဟုတ်ကဲ့ပါရှင်ဆရာကြီးကျောင်းသူတွေအနေနဲ့ရော AI animation ကိုဘယ်လိုတွေပါလို့လေ့လာလို့ရလဲမသိရှင်ဒါမျိုး presentation တွေပါလုပ်တဲ့အခါမှာဆိုလို့ရှင်ဥပမာ anatomy တို့ biology တို့မှာရှင်ဟုတ်အဲ့အကြောင်းလေးသိလို့ပါရှင်presentation တွေလုပ်တဲ့အကြောင်းကိုသိချင်တာလားပြီးတော့animation တွေလုပ်တဲ့ဟာကိုသိချင်တာလားနှစ်ခုသလုံးပါရှင်ဟုတ်presentation တွေကတော့ဒီပုံမှန်သုံးနေကြကိုယ့်ရဲ့ presentation နည်းပညာကိုပဲဒီ AI ရဲ့အကူအညီနဲ့ manage လုပ်ခိုင်းလို့ရနိုင်ပါတယ်Copilot တို့ဘာတို့ကနေစမယ်လေ Microsoft Office 365 Copilot တို့ဘာတို့ရှိမယ်ပြီးတဲ့အခါကျတော့ရှိမယ် ChatGPT Walk တို့ဘာတို့ရှိတယ်နောက်တစ်ခါဘာရှိမလဲဆိုတော့ Cloud Cowork ဆိုတာရှိပေမဲ့ Cloud ကတော့ဒီမှာအသုံးပြုရတာအဆင်မပြေဘူးပေါ့နော်အဲ့တော့ကိုကဘာပဲလုပ်ဖို့လိုလဲဆိုတော့ကိုလိုချင်တဲ့ information ကိုပေးဖို့ပဲလိုတယ်အခုကျွန်တော်သုံးတဲ့ဒီ presentation နည်းပညာကတော့ဒါကတော့ code တွေနဲ့အလုပ်တာဆိုတော့ဒီ presentation ကျွန်တော်ခုနနမူနာပြတဲ့ presentation နည်းပညာကိုတော့အခုလိုအများသုံးဖို့အတွက်တင့်တော်မှာမဟုတ်ဘူးပေါ့နော်တင့်တော်မှာမဟုတ်ဘူးဆိုတော့လက်ရှိအဲ့ဒီ
ChatGPT ရဲ့ဟိုဟာတို့ဘာလို့ walk တို့ဘာလို့လေ ChatGPT တို့ဘာလို့မှရှိတယ်လေ ChatGPT မှာဘာရှိလဲဆိုတော့ဟိုဟာ check ရှိတယ် walk ရှိတယ်နော်အဲ chat တို့ walk တို့အဲ့ဒီလိုဟာတွေအများလက်ရှိ3လက်စာရှိလား3နေတာ3ဘူးလားရှိလား သုံးပါဖြစ်သမီး อ๋อဟုတ်ပြီအဲ့ဒါဆိုအဲ့ကနေစလိုက်เนาะစလိုက်တော့ကိုပိုင်းလောကတော့တိတ်ပြီးတော့ဟိုမှန်တော့ကိုပိုင်းလောကတော့ Windows မှာသုံးနေတဲ့သူတွေပိုအဆင်ပြေနိုင်ပေမဲ့ license ကိစ္စတွေပါလည်းရှိနေမှာဆိုလို့ဟိုက ChatGPT ရောသုံးလား သုံးပါတယ်ရှင်ချက်ကြည့် ဟော ChatGPT သုံးရင် ChatGPT ကိုဟိုဟာမှာဟိုဖုန်းမှာသုံးတာလားကွန်ပျူတာမှာသုံးတာလား ခုစလုံးမှာသုံးပါတယ်ရှင် အဲ့ဒါဆိုလို့ရှိရင်ကွန်ပျူတာမှာအခုဘာပါလာမလဲဆိုတော့ ChatGPT မှာ walk လို့ခေါ်တဲ့ option လေးပါလာလိမ့်မယ်နော် walk လို့ခေါ်တဲ့ option လေးပါလာလိမ့်မယ်ဆိုတော့ screen လေးလဲကျွန်တော်နည်းနည်းတစ်ခေါက်ပြန် share လိုက်အောင်မယ်နော်တချို့ဟာလေးတွေလည်းတစ်ခါတည်းဒီဘက်ကပြတဲ့အတိုင်းမြင်အောင်လို့လေအဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကဟိုဟာ ChatGPT ကိုဖွင့်လိုက်ပြီနော် ChatGPT ဖွင့်လိုက် ChatGPT မဟုတ်ဒါရပြီနော် ChatGPT ဟိုဟာလောက်လိုက်မယ်ဆိုလို့ရှိရင်ဖွင့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာရွေးလို့ရတယ်လေ chat ရွေးလို့ရတယ် walk ရွေးလို့ရတယ်ဒီဘက်မှာကျတော့ codex ဆိုတာရှိတယ် ChatGPT ဆိုတာရှိတယ်ဟို ChatGPT ကိုပဲရွေးရမယ်အဲ့မှာ walk ရှိတယ် walk မှာသူ့ကိုဘာတွေ manage လုပ်ခိုင်းလဲဆိုတော့ဒီမှာဟိုပုံလေးနဲ့တွေ့လိမ့်မယ်လား Microsoft Word document တွေ PowerPoint presentation တွေ Excel file တွေဒါတွေကို manage လုပ်လို့ရတယ်အဲ့တော့ကိုကနေ material လေးတွေပေးလိုက်ပေါ့ကိုပေးချင်တဲ့ material လေးတွေပေးလိုက်နော် material ဟို text တွေဖြစ်မယ်ဟို graphic တွေကိုမှစူးစီးထားတာရှင်း graphic တွေရှိမယ်နောက် topic ဘယ်လိုအကြောင်းအရာတွေပါလို့မယ်အဲ့ဒီပေါ်မူတည်ပြီး presentation file တွေလုပ်ပေးရင်လုပ်ပေးနိုင်ပါတယ်လုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့အဲ့ဒါကိုသုံးပါလို့ဒါပထမတစ်ခုပြောချင်ပါတယ်နော်နောက်တစ်ခုကခုနကပြောတဲ့လိုအပ်တဲ့ graphic တွေလည်းပဲအတူတူပဲကိုယ့်ရဲ့ formula တွေပေါ်မှာအခြေခံပါလား data ပေါ်မှာအခြေခံပါလားအဲ့ဒီကိုက data တွေ formula တွေကိုပေးလိုက်လို့ရှိရင်ပေးလိုက်တဲ့ data formula ပေါ်မှာမူတည်ပြီးတော့လိုအပ်တဲ့ animation တွေလိုအပ်တဲ့ graphic တွေကိုလုပ်ပေးနိုင်တဲ့နည်းပညာတွေဟာပါဝင်ပြီးဖြစ်ပါတယ်ဒါကြောင့်မို့လို့တခြားအဝေးကြီးကြည့်စရာမလိုဘူးလက်ရှိ ChatGPT 3လက်စာရှိတယ်ဆိုရင်သူ့ရဲ့ဒီ work ကိုသွားပြီးတော့အဲ့ဒီ work မှာဒီ prompt box မှာပဲကို upload မှာခလုတ်လေးနှိပ်ပြီးထည့်ပေးခြင်းတဲ့ material တွေကိုထည့်ပေးလိုက်ပြီးတော့ instruction လေးပေးပြီးတော့ပြီးတဲ့အခါကျတော့ presentation ကိုလုပ်လိုက်ပြီးတော့မှ slide တစ်ခုချင်းစီမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲပြင်ပ file တစ်ခုအနေနဲ့လိုချင်တာဆိုလို့ရှိရင်လည်း formula ကိုပေးလိုက် data ကိုပေးလိုက်ဒီ data အတွက်ဘယ်လို chart တွေဘယ်လို graph တွေလိုချင်တယ်ဆိုတော့သူ့ကိုပြောလိုက် file အနေနဲ့ထုတ်ပေးပါလိမ့်မယ်နောက်တစ်ခါတချို့ဟိုခုနပြောတဲ့ဟို formula ပေါ်မူတည်ပြီးတော့ animation လေးတွေလိုချင်တယ် line လေးတွေ movement လေးတွေပါချင်တယ်ဒါမျိုးတွေဆိုရင်လည်းပြောလိုက်ရင်လုပ်ပေးနိုင်ပါတယ်ဒါကြောင့်မို့လို့အခုလိုအပ်တာတွေအားလုံးကဒီမှာနေရနိုင်ပါတယ်လို့ဟိုပြောချင်ပါတယ်တခြား tools တွေရှိသေးတယ်ဒါပေမဲ့ကျွန်တော်ထင်တယ် ChatGPT ကတော့လူတိုင်းထိတွေ့နေတဲ့ကြောင့်မို့ဒါအနည်းဆက်ဆုံးဖြစ်နိုင်တယ်နောက်ထပ်တခြားစမ်းကြည့်ခြင်းတော့ Microsoft Copilot ကိုစမ်းကြည့်ပေါ့ Copilot ကတော့ Windows မှာအသုံးများတယ် Microsoft Office တွေနဲ့တွဲအသုံးများတယ်ဒါကြောင့်မလို့ Microsoft Copilot ကိုလည်းစမ်းကြည့်တစ်ဖက်က ChatGPT ရဲ့ work ကိုလည်းစမ်းကြည့်ပါလို့အကြံပေးပါတယ်เนาะအဲ့ဒီပထမမေးခွန်းအတွက်ကို ဒါကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါ ဟုတ်ကဲ့နောက်ထပ်ဆရာမလာပေါ့နော်အောင်မအောင်ကိုဖိတ်ခေါ်ပြရစီ ကျမအတန်လေးဖွင့်လိုက်ပါ Hello ဆရာမင်္ဂလာပါရှင် ဟုတ်ကဲ့ရပါပြီခင်ဗျာ ဆ ပြော ရာ ပါ ပါရှင်ဟောလေးဆရာတစ်ခုလောက်မေးချင်လို့ပါရှင်ခုနကဆရာပြောသွားတဲ့လေဟို land better ဆိုတာလေ ဟုတ်ကဲ့ပါ ဝင်ကြည့်လိုက်တော့ဆရာသူအကြောင်းတွေရွယ်အများကြီးရေးထားတယ်ဘလို့သုံးရမှမသိလို့လေဆရာအဲ့ဒါလေးများသုံးပုံသုံးနည်းလေး screen share ပေးလို့ရလားရှင် အဲ့ဒါ project အသစ်ဆရာမ project အသစ်ဆိုတော့သူတို့ release မလုပ်သေးဘူး release မလုပ်သေးတော့သူတို့က online learning platform ကိုသူတို့ကသွားတာလေအရင် course error တို့ဘာလို့ရှိတယ်အဲ့လို online learning platform ကနေပြီးတော့အခု AI ခေတ်ကိုပြောင်းလာလို့ AI tutor သဘောမျိုးတွေသူတို့လာလိမ့်မယ် app တွေလာလိမ့်မယ် one on one ဟို guide သဘောမျိုးတွေလာလိမ့်မယ် app အနေနဲ့လာလိမ့်မယ်ဒါပေမဲ့အခုမှသူတို့ကဟိုပဲရှိသေးတယ်ဟို project စကားစားပဲရှိသေးတယ် release မလုပ်သေးလို့ဟိုဆရာမရှာလို့မတွေ့ဖြစ်နေတာပါဒါကြောင့်မို့လို့အခုသွားကျင်တွေ့ရအောင်မှာမဟုတ်ဘူး idea အနေနဲ့ပဲဒီလိုဟို international မှာတော့ပညာရေးကဏ္ဍမှာ AI နည်းပညာနဲ့ဒီလို movement နဲ့ဒီလိုသွားနေတယ်ဆိုတဲ့ idea လောက်ကိုပဲလောလောဆယ်ယူလို့ရအောင်မယ်စတင်အသုံးပြုဖို့အတွက်တော့ ready မဖြစ်သေးပါဘူးသူတို့ကိုယ်တိုင်ကိုအခုမှစကားစားမှုလို့ပါခင်ဗျာ ဟုတ်ကျေးဇူးတင်ပါတယ်ဆရာ ပြောလို့ရပါတယ်နောက်ကျန်တဲ့လက်ပြထားတဲ့တယောက်က hello ဆရာ ပြောပါဟုတ်ကဲ့ ဟုတ်ကဲ့ဟိုကျွန်တော်ဟို financial market ဆိုရင် ChatGPT သုံးရမှာ Gemini ကိုသုံးရမှာ
အဲ့တခု အဲ့လိုတော့မရှိဘူး तू က model တစ်ခုချင်းစီမှာ तू အာသာချက်နဲ့ तू ရှိပါတယ်ဒီဟိုမှာတော့ဒီ financial လို့ခုနကပြောလိုက်တယ်လို့ယူဆပါတယ်နော် financial ကကျွန်တော်တို့ဒီကနေ့အကျယ်သိဆွေးနွေးခြင်းတဲ့အကြောင်းအရာတော့မဟုတ်ဘူးပေါ့ဒါကြောင့်အချင်းချုပ်လေးပဲဟိုဖြစ်လိုက်တာပေါ့နော် model တစ်ခုချင်းစီမှာသူ့ strength နဲ့သူရှိတယ် model evaluation တွေမှာကျွန်တော်တို့ကဘာကိုကြည့်ရမလဲဆိုတော့တစ်ချက်အဲ့ဒါလေးမှတ်ထားလိုက်ရမှာပါနော်ကျွန်တော်နမူနာလေးတစ်ခုကိုပြထားလိုက်မယ်နောက်ပိုင်းအဲ့ဒါလေးကိုကိုယ်ဘာသာကြည့်လိုက်ပေါ့ဒါအသစ် release လုပ်ထားတဲ့ cloud open file မှာဒီလို evaluation chart လေးပါတယ် chart ပါတဲ့အခါမှာအဲ့ဒီ chart တွေမှာနောက်ပိုင်းအမြဲတမ်းပါလေးရှိတယ်အဲ့လို financial နဲ့ပတ်သက်တဲ့အပိုင်းလေးက financial evaluation ကဒီမှာမတွေ့မိဘူးเนาะဒီ evaluation score လေးတွေကိုလိုက်ကြည့်လိုက်ပေါ့เนาะ evaluation score လေးတွေကိုလိုက်ကြည့်လိုက်တချို့ကြတော့ဒီ healthcare နဲ့ပတ်သက်တဲ့ evaluation တွေလည်းပါတယ် agentic evaluation တွေပါတယ်တခြား business workflow နဲ့ပတ်သက်တဲ့ agent evaluation တွေပါတယ်အဲ့လိုပဲဒီ financial နဲ့ပတ်သက်တဲ့ evaluation လေးတွေလည်းပါတတ်တယ်ဒါကြောင့်မို့လို့ဘာပိုကောင်းတယ်ဆိုတာမရှိဘူး model တစ်ခုနဲ့တစ်ခုကတော့သူ့အားသာချက်နဲ့သူပါပဲဒါကြောင့်မို့လို့ခုနပြောတဲ့ Gemini ပိုကောင်းလား ChatGPT ပိုကောင်းလားဆိုတာမျိုးမဟုတ်ဘဲနဲ့ဟိုအမျိုးမျိုးကိုစမ်းကြည့်ပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီတာကိုပဲသုံးရပါတယ်ပုံသင်နည်းနဲ့ဘာကောင်းလဲဆိုတာကိုမရှိပါဘူးလို့ပဲကျဉ်းချုပ်ပြောချင်ပါတယ်တေချာခြင်းတော့အဲ့လို financial evaluation လေးတွေကို score လေးတွေကိုရှာကြည့်ပါလို့ဟိုအကြံပေးပါတယ်เนาะဟုတ်ကဲ့ပါ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါ ဟုတ်ကဲ့နောက်ထပ်ZTA အကောင့်ကိုဖိတ်ခေါ်ပြစီပါ အတန်လေးဖွင့်ပါအောင်ဆရာ ဟုတ်ကဲ့ပါခင်ဗျ ဟုတ်ကဲ့ပြောပါ ဟုတ်ကဲ့ပါဆရာကြီးမင်္ဂလာပါခင်ဗျကျွန်တော်ကပညာရေး degree college တွေမှာကျွန်တော်က ICT ဒီပညာသင်ကြားတဲ့ဆရာတယောက်ဖြစ်ပါတယ်ဆရာကြီး ဟုတ်ကဲ့ပါ ကျွန်တော်ကကြတော့ဆရာဟိုပါပေါ့နော်အရင်တော့ကကျွန်တော်တို့က VB 6.0 နဲ့ကျွန်တော်တို့က code တွေလေ့လာခဲ့ပူတာပေါ့ဆရာကြီးကျွန်တော်ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကနေ diploma ရခဲ့တာပါဆရာ ဟုတ်ကဲ့ပါ အဲ့တော့အဲ့ဒီဟာမှာကျွန်တော်တို့က VB ကိုသုံးတက်တော့ကျွန်တော်နည်းနည်းအခု PowerPoint ကိုကျွန်တော်တို့ assessment လုပ်တဲ့နေရာလေးမှာကျွန်တော်တော်တော်များများသုံးပြတယ်ကလေးတွေကိုလည်းသင်ပေးဖြစ်တယ်ပေါ့ဆရာကြီးရယ် ဟုတ်ကဲ့ပါ အဲ့တော့ PowerPoint and VBA ပုံစံမျိုးနဲ့ assessment quiz တွေကိုကလေးတွေကို create လုပ်တာတွေကျွန်တော်ကပြိုင်ပွဲလေးတွေလည်းလုပ်ပေးဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ VBA ပေါ့ PPT VBA.gwen တို့ဘာတို့ကနေပြီးဝင်လေးလာခိုင်းတယ် further study တွေအဲ့လိုလုပ်ခိုင်းတယ်ဒါပေမဲ့ AI နဲ့ပတ်သက်လို့ VBA ပါတဲ့ PowerPoint တွေထုတ်လို့ဘယ် AI ကနေထုတ်ရင်ရမလဲပေါ့အဲ့ဒါလေးကျွန်တော်သိချင်လို့ပါဆရာကြီး ဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်ကဘလို့အကြံပေးခြင်းလဲဆိုတော့ကျွန်တော်တို့ဒီ VBA တွေနဲ့လောက်တာဟို limitation ရှိလိမ့်မယ် limitation ရှိတယ်ဆိုပေမဲ့လည်းပဲဒါမူလကတော့ဘလို့ဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ကကိုယ့်ဟိုပါပေါ်မူတည်ပြီးတော့ဗောနော်ကိုယ့်ရဲ့လက်ရှိနေတဲ့ဘောင်ထဲကနေပြီးတော့ဟိုရအောင်ရလက်ကိုလှုပ်လိုက်တဲ့သဘောဖြစ်မယ်အခုကြတော့ဘာဖြစ်လာလဲဆိုတော့ AI ဖြစ်လာတဲ့အခါကျတော့အဲ့လိုလိုအပ်ချက်မျိုးတွေ evaluation ပါညာပါတွေကိုဘာလုပ်ပြလိုက်လို့ရလဲဆိုတော့ဒီတခြားပို့ပြီးတော့ strong ဖြစ်တဲ့ပို့ပြီးတဲ့ဟိုဖြစ်တဲ့ language တွေသုံးပြီးတော့ code တွေရေးချလိုက်လို့ရတယ်အဲ့လိုရေးချလိုက်တာကိုနည်းနည်းပို့အားပေးတယ်အဲ့အတွက်ကျွန်တော် link လေးလည်းဒီမှာ chat ထဲမှာလည်း share ထားပေးလိုက်မယ်ပေါ့နော်ကျွန်တော်ရေးထားတဲ့ဒီ vibe coding notation ဆိုတာစာအုပ်လေးရှိတယ်အဲ့ဒီစာအုပ်လေးဖတ်ပြီးတော့လိုချင်တဲ့ခုန evaluation စနစ်တွေလိုချင်တဲ့ presentation တွေအကုန်အဲ့လိုမျိုး PowerPoint ထဲမှာကြီးပဲလုပ်နေမယ်အစားဘာလုပ်နိုင်ရလဲဆိုတော့ဟိုဘာလုပ်ချင်လဲဘာလုပ်ချင်တဲ့ idea ပေါ်မူတည်ပြီးတော့ program လေးတွေဟို web app လေးတွေကောက်လုပ်လိုက်လို့ရတယ်လို့ပြောတာပါဆရာတို့ ID နဲ့လောလောဆယ်ထိတွေ့မှုရှိတယ်ဆိုလို့ရှိရင်ဟိုကျွန်တော်ခုနပြော link လေး share ထားတဲ့ဟာလေးအချိန်ဘယ်လောက်မှမရလောက်ဘူးလို့ယူဆပါတယ်အဲ့လေးနည်းနည်းတစ်ပတ်လောက်လေ့လာပြီးတော့လုပ်လိုက်မယ်ဆိုလို့ရှိရင်ဆရာအများကြီးပို့ပြီးတော့ရှေ့ကိုခီးတွင်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ဒါလေးလုပ်ကြည့်ပါနော်နောက်ခုနပြောတဲ့ဟို VBA ဘာညာထိ manage လုပ်နိုင်တာလုပ်နိုင်ပါတယ်ကျွန်တော် AI နဲ့ train ထားတဲ့ code တွေထဲမှာအဲ့ဒီ code တွေပါတော့ကျွန်တော်ခုနရှေ့ကဆရာမတယောက်ကိုပြောသွားသလိုပဲ ChatGPT ရဲ့ဒီမှာသူက plugin တွေထဲမှာအဲ့လိုဟို PowerPoint presentation တွေပါတွေကို manage လုပ်ပေးနိုင်တဲ့ plugin တွေဟာပါပြီးဖြစ်ပါတယ်ပါပြီးဖြစ်တဲ့အတွက်ကြောင့်မို့သူတို့က code တွေဆိုတာလည်းပဲ AI ကတော်တော်ကျွမ်းတဲ့အတွက်ကြောင့်မို့လို့ခုနပြောတဲ့ VBA code တွေ macro တွေဒါတွေကအစတူအကုန်လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဒီ ChatGPT ရဲ့ဟိုဟာကိုတော့ option တစ်ခုအနေနဲ့ကျွန်တော်ညွှန်ပြလိုက်တယ်ပေါ့တခြားအလားတူ option တွေလည်းရှိနိုင်သေးတယ်ရှိနိုင်တဲ့ထဲကလောလောဆယ်တိုက်ဆိုင်ဒီ option လေးတစ်ခုကိုတော့စမ်းကြည့်ပါလို့တိုက်တွန်းပါတယ်เนาะဆရာဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီလိုလေးလဲလုပ်ကြည့်ပါတယ်ဆရာကြီးကျွန်တော်နည်းနည်းပြောလို့ရမှာမသိဟိုပါပေါ့နော်ကျွန်တော်တို့က online assessment tools တွေဖြစ်တယ်ကျွန်တော်တို့ Socrative တို့ပါတော့အဲ့လိုမျိုး webinar tools တွေ multimeter တို့လည်းသုံးတယ်ဒါပေမဲ့ကျွန်တော်ကအခု offline နဲ့ကလေးတွေက online မရတဲ့နေရာဆိုရင်ကျွန်တော်ပြချင်တာကကြတော့အဲ့လိုမျိုးကိုအနေနဲ့ offline question bank လေးတစ်ခုခုကိုသူတို့ဟာသူတို့လုပ်တတ်တယ်ဆိုရင်ပေါ့နောက်ဆုံးနိပညာမကျွမ်းကျင်တဲ့ဆရာမတွေအတွက် Excel နဲ့ import လုပ်လိုက်တယ်ဆိုရင်ကျွန်တော်က question bank လေးကို Excel နဲ့ import လုပ်ပြီးသုံးလို့ရအောင်လေကျွန်တော်က develop လုပ်ပေးလိုက်ချင်တာဆရာကြီးကျွန်တော်ရဲ့ idea ပေါ့
ဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ် အဲ့ ကဲ့ တော့ကျွန်တော်အခုဒီမှာဟိုပါလေးပေးလိုက်မယ်နော် ဟုတ်ကဲ့ instruction လေးတစ်ခုပေးလိုက်မယ်ဘာမှမဟုတ်ဘူး ဟုတ်ကဲ့ခင်ဗျာ ဒါလေးခဏထားလိုက်ခဏနေတော့ကျွန်တော်တကြောပြန်ပြမယ်နော်အခု ဟုတ်ကဲ့ နောက် ပါ ထပ်တစ်ယောက်မေးခွန်းလေးဟိုဟာသွားလိုက်ရအောင်နော်နောက်ဟိုဟာဇာနီအောင်နာမည်နဲ့ဟိုဟာအကောင့်ကပြောလို့ရပါတယ် Hello မင်္ဂလာပါဆရာ ဟုတ်ကဲ့ပါဇာရီယာအောင် sorry ပါဟုတ်ကဲ့ ဟုတ်ဆရာကျမကတော့ language teacher ဆရာရောက်ပါဆရာ ဟုတ် ကျ ကဲ့ မအခုနောက်ပိုင်းမှာကလေးတွေကိုကြတော့ဆရာကျမလည်း AI နည်းပညာသုံးပြီးတော့သူတို့ကိုသင်ပါတယ်ဆရာအရင်တော့လို့တော့ကျမတို့အချိန်ကြီးအများကြီးပေးပြီးတော့ lesson plan ကိုမဆွဲနိုင်တော့တဲ့အခါကျရင်ကျမလိုချင်တဲ့ point တွေကိုပဲကျမ AI ကိုရေးခိုင်းလိုက်တယ်ပေါ့ဆရာပြီးရင်အဲ့ဒါကိုမှကျမအရင်သင်နေကြtraditional အရင်တော့သုံးခဲ့တဲ့ method တွေနဲ့ mix and match လုပ်ပြီးကျမကလေးတွေကိုသင်တယ်နောက်တစ်ခုကဆရာကျမသူတို့ကိုအဲ့လိုမျိုး AI ကိုပဲကျမက quick say MCQ တွေ writing prompts တွေကိုတောင်းပြီးတော့ကျမသူတို့ကိုပြန်ပြီးတော့ဘုတ်မှာရေးပေးပြီးတော့သူတို့ကိုအရင်ဆုံး brainstorming လုပ်တာတော့အဆင့်လိုက်သွားတယ်ပေါ့ဆရာအဲ့လိုမျိုးတွေသင်နေတာဆိုရင်ကျမနည်းနည်းတွေးကြည့်တာပေါ့ဆရာပြောသလိုကလေးတွေကလည်းအရန်တချို့ကလေးတွေကအရန် bright ဖြစ်တယ်လေ AI ကိုလည်းဒီနည်းပညာတွေလည်းကျမတို့တက်ပို့တည်တယ်ဆိုတော့အဲ့လိုကျောင်းသားတွေများလာရင်ကျမတို့လိုဒီလိုသင်နေတဲ့ language teachers တွေEnglish subject teachers တွေပေါ်မှာ look down ဖြစ်လာနိုင်လားဆရာအဲ့လိုမဖြစ်အောင်ကျမတို့ကဘယ်လိုမျိုးကိုယ့်ဘက်ကနေပြီးတော့safe side ဖြစ်အောင်လုပ်ထားရမလဲဆရာရဲ့အမြင်လေးကိုသိချင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာဟိုအဲ့ဒီ challenge ကဟို fees အားလုံးမှာရှိနေတာပါကျွန်တော်တို့ဒီဘက်ဟို programming နဲ့ software development မှာလည်းရှိပါတယ်ကျွန်တော် programming နဲ့ software development မှာပို့တောင်စိုးသေးတယ်ဘာလို့ဆိုတော့ AI ကုတ်တွေအကုန်ရေးပေးနိုင်တယ်ရေးပေးနိုင်တယ်ဆိုတော့ဆရာမပြောတဲ့ဟာကိုလည်းပြောမယ်ကျွန်တော်ခုနဆရာတယောက်ဟာလေးအခုဒီမှာရနေလို့တခါတည်းဖွင့်လိုက်တော့ ဟုတ်ကဲ့ပါဆရာဟုတ် တ ကဲ့ ခါ ပါ တည်း ဆရာ ထက်ဆက်နေလို့လေတခါတည်းကြည့်လိုက်မယ် ဟုတ်ကဲ့ပါဆ ကြည့် ရာ လိုက်ရင်ဒါခုနဟိုဟာ quiz လေးတစ်ခုထွက်လာပြီလေquiz လေးတစ်ခုထွက်လာတယ်အမှားမှန်တခါတည်းသွားလို့ရတယ်အားလုံး save ထားပေးတယ်တင်ထားပေးတယ် evaluation မထည့်ထားဘူး evaluation ပါတယ်ပေါ့နော်အဲ့ evaluation ကိုဘယ်လိုလိုချင်တယ်လဲဆိုတာဒါလုပ်လို့ရတယ်ခုနဟိုဆရာပြောတဲ့ဟာမျိုးဆိုလို့ရှိရင်ကျွန်တော်ဆိုလိုတာဘာလို့ဆိုလိုတာလဲဆိုတော့မူလနီလန်းတွေကိုအမြဲတမ်းသွားစရာမလိုတော့ဘူးဘာဖြစ်နိုင်လဲဆိုတော့အများကြီးပို့ပြီး powerful ဖြစ်တဲ့နီလန်းတွေကိုကျွန်တော်တို့ programmer ကြီးဖြစ်မှာဒီ coding တွေလေ့လာထားမှာမဟုတ်ဘဲနဲ့လုပ်မယ်ဆိုလုပ်လို့ရနိုင်တဲ့အနေအထားဖြစ်လာပြီဆိုတဲ့ဟာကိုကျွန်တော်ကဒါဒီကနေ့တိုက်ဆိုင်လို့အတွက်နည်းနည်းလေးအဲ့ဒါလေးကို example လေးပြလိုက်တဲ့သဘောပါဆရာအဲ့ဒါမျိုးလေးတွေစမ်းကြည့်ပါလို့ဒါနည်းနည်းလေးတိုက်တော့ပါတယ်နော် ဟုတ်ကဲ့ပါဆရာ offline ရတယ်ဆရာနော် offline လဲဒီ file လေးပေးလိုက်ပြီးတော့ဟိုဆရာတွေဆရာမတွေသူတို့ရဲ့အဖြေလေးတွေတနည်းနဲ့ပြန်ပြီးတော့ submit လုပ်တာမျိုးအဲ့ဒီမှာတင်ထားတဲ့ရလဒ်လေးပြန်ပြတာမျိုးလုပ်လို့ရနိုင်ပါတယ်ဆိုတာလေးကိုဒါထည့်သွင်းပြီးတော့အကြံပြုပါတယ်နော်ခုနကဆရာမပြောတဲ့ကိစ္စအဲ့ဒါဆက်လာတာကျွန်တော်တို့ဟို programming မှာဆိုကျွန်တော် code တွေတစ်လုံးမှရေးစရာမလိုအဲ့ဒီ load တွေလုပ်နေတော့ကျွန်တော်တို့ code တွေကျွမ်းကျင်မှုအတွက်ကိုကျွန်တော်တို့နှစ်ပေါင်းများစွာသင်ထားရတာကျွန်တော်တို့ရေးစရာမလိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲအလုပ်မရှိတော့ဘူးဒါပဲအဲ့ဒါဟိုနေရာတိုင်းမှာရှိနေတဲ့ပြဿနာတစ်ခုပါပြဿနာခုတော့အဲ့ဒါနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့က layer ပြောင်းပြီးလုပ်ရမယ်ဆရာမ layer ပြောင်းရမှာဆိုကျွန်တော်တို့ကအရင်တုန်းက operation level မှာ execution level မှာကျွန်တော်တို့ကအလုပ်လုပ်တယ်အခုကျတော့ကျွန်တော်တို့ကသူ့ထက်တစ်ဆင့်မြင့်တဲ့ abstract level စောစောကပြောတဲ့ဒီဟို verification စစ်ဆေးမှုပေါ့နော်စီစစ်မှုစစ်ဆေးမှုအမှားအမှန်ကိုဆုံးဖြတ်မှု decision ပေါ့နော်အဲ့လိုအမှားအမှန်ဆုံးဖြတ်မှုစစ်ဆေးမှုဆိုတဲ့အဲ့ဒီအပိုင်းအဲ့ဒီ layer ကိုတက်ပြီးကျွန်တော်တို့ကအလုပ်လုပ်နိုင်မှုစဉ်းစားရတယ်ဥပမာကလေးတွေဥပမာဆိုကြပါစို့ဟိုကို lockdown ဖြစ်လာမလားဆိုတာတွေပါနေမဟုတ်တော့ဘူး AI ကတော့အရင် smart ဖြစ်တယ်လူထက်တောင်မှ smart ဖြစ်တယ် okay ဒီ AI ကပြောတာတော့တစ်ခါလေးလဲဒုထက်တော့ smart ဖြစ်နိုင်တယ်ဒါအမှန်ပဲပေါ့နော်ဒါပေမဲ့ဘာလုပ်ပေးရမလဲဆိုတော့ကလေးတွေမလုပ်နိုင်တာ AI ကမလုပ်နိုင်တာကိုလုပ်နိုင်တယ်ဘာလဲဆိုတော့ကိုက direction ကိုပေးနိုင်တယ်မင်းဒီ subject မှာဒီဘာသာရပ်မှာဒီ level ကိုလိုချင်ဒီ direction နဲ့မင်းသွားမယ်အဲ့ဒါကိုပဲပေးနိုင်တယ်အဲကြောင့်မလို့ကိုက role ကိုဟိုဖြစ်ရမှာပေါ့ကိုယ့်ရဲ့ level ကိုပြောင်းပြီးလို့အဓိက focus လုပ်ရတဲ့ level ကိုပြောင်းရမှာပေါ့နော်အရင်ကတော့ level အားလုံးကို focus လုပ်ရတာမှန်ပေမဲ့အခုတော့ level ကိုတစ်ဆင့်တက်ပြီးတော့တစ်လုံးချင်းစီကိုသင်တဲ့ level မှာ focus လုပ်တာမဟုတ်တော့ဘဲနဲ့ခုနကပြောတဲ့ direction နဲ့ဘေးကနေဟို guideline ပေးတဲ့ဟို gut ray ပေးတဲ့အဲ့လို level မျိုးကိုပြောင်းလဲပြီးတော့အလုပ်လုပ်တဲ့ပုံစံကိုသွားလိမ့်မယ်ကျွန်တော်တို့လည်းပဲအဲ့လိုပဲသွားနေရတယ်ပေါ့နော်
နောက်တစ်ခုကပိုကောင်းတာတော့အဲ့ထက်ပိုကောင်းတာတော့ကိုယ်တိုင်က AI ကိုထိထိရောက်အသုံးချပြီးတော့ AI နဲ့ကိုယ်နဲ့ပေါင်းစပ်ပြီးတော့ဖန်တီးပေးထားတဲ့ကလေးတွေအတွက်အသုံးဝင်တဲ့စနစ်တွေကိုတိစောက်နိုင်တဲ့ level ထိသွားနိုင်တော့အကောင်းဆုံးပေါ့နော်ကျွန်တော်တို့ဒီဘက်မှာတော့မလုပ်ရလဲဆိုတော့ကျွန်တော်တို့ကုတ်ရေးတာမဟုတ်တော့ဘူးအဲ့ဒီကုတ်ကိုရေးပေးနိုင်တဲ့စနစ်ကိုကျွန်တော်တို့ကတိစောက်တဲ့ဘက်ကိုကျွန်တော်တို့ focus လုပ်ရတယ်ပေါ့အဲ့တော့ဆရာမတို့အနေနဲ့ပဲတစ်ခုချင်းစီကိုသင်တာမျိုးမဟုတ်တော့ဘဲနဲ့ AI အနေနဲ့ကလေးကသင်နိုင်တယ်ခုနကပြောသလို AI နည်းပညာကိုပဲသုံးပြီးတော့ကလေးတွေအတွက်ခုနကပြောတဲ့ plan guideline သူတို့အနည်းကလမ်းညွှန်မှုပေးနိုင်တဲ့စနစ်လေးတွေဒီလုပ်နိုင်တော့အကောင်းဆုံးပဲဒါပေမဲ့အဲ့လိုစနစ်တွေမလုပ်နိုင်သေးရင်တော့မှအနည်းဆုံးအနေနဲ့ခုနကပြောတယ် AI လည်းမလုပ်နိုင်နဲ့ကလေးတွေကိုယ်တိုင်လည်းပဲလောလောဆယ်မှာသူတို့မှာအဲ့ capacity မရှိသေးတဲ့ဟာတခုကိုမှရှိနေအဲ့ရှိနေတဲ့ဟာကိုအသုံးချပြီးအဲ့ဒီဘက်ကိုပဲ focus လုပ်လို့အကြံပြုပါတယ်ဆရာမဟုတ်တယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒီဆရာပြောသွားတဲ့အချိန်မှာကျွန်မသဘောကျတာကကိုယ်တိုင်ကကလေးကိုသူတို့ပိုင် AI နဲ့ရေးဘာပဲရေးသူတို့ကိုပြန်ပြီးတော့ဖတ်ခိုင်းသူတို့ကိုပြန် explain လုပ်ခိုင်းတာမျိုးကိုလည်းကျွန်မလုပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကလေးကိုတင်တဲ့ကျောင်းသားတွေကိုရဲ့ level ကိုကျွန်မတို့သိတယ်လေ။သူတို့ရေးလာတဲ့ usage တွေ vocab တွေကအရင်မြင့်နေတယ်ဆိုတာဆိုချင်းတွေတယ်သူတို့ AI ကနေ copy paste လုပ်လာတာပဲ။အဲ့တော့ကျွန်မအမြဲတမ်းပြောတယ်အချိန်ကိုပဲလက်ညောင်းခံပြီးကူးလာပြီးခေါင်းထဲမှာမပါလာရင် is that waste of time ပဲလို့ကိုယ်တိုင်လည်းလေ့လာပြီးတော့သူတို့ကိုအဲ့တော့ဘလို့ပဲရေးဆရာကြီးသူတို့ကကြိုက်တဲ့ဟာနဲ့ရေးလာခဲ့ homework ကိုဒါပေမဲ့ကျွန်မကိုပြန်ရှင်းပြနိုင်ရမယ်တလုံးချင်းစီရဲ့ vocab အတိတ်ပဲကိုကျွန်မသူတို့ check out လုပ်တယ်ဆရာအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးနဲ့တော့လေ like တော့ရသလောက်တော့ like ဖမ်းနေတာပဲဆရာသူတို့လွတ်ထွက်မသွားအောင်လို့လေဆိုတော့ဘာပဲပြောဆရာကျေးဇူးတင်ပါတယ်ဆရာရှင်းပြပေးတဲ့အတွက်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာကျေးဇူးပါနောက်ထပ်ဆရာဆက်မော်ဦးလားနော်ဟုတ်ဖိတ်ခေါ်ပါရခင်ဗျဟုတ်ကဲ့ဆရာကြီးမောင်ဆရာမေးခွန်းပြုပါဆရာဟုတ်ပြောပါဟုတ်ကဲ့ဆရာကျွန်တော်တို့ကတော့ဆရာဒီ Google Classroom မှာဆရာဒီ automation workflow လုပ်ဖို့အတွက်ဆိုရင်ဆရာကျွန်တော်ဘယ်လိုနည်းစနစ်ကနေစပြီးသွားရမလဲဆိုတော့ဆရာကျွန်တော်နည်းနည်းလောက်လမ်းစာလေးပြပေးလို့ရမလားဆရာအဲ့ဒါကပြဿနာကျွန်တော်က Google Classroom ကိုကျွန်တော်မသုံးဘူးဖြစ်နေတယ်မသုံးဘူးဖြစ်နေတော့ကျွန်တော်မသုံးဘူးတဲ့နည်းပညာဖြစ်နေတော့ကျွန်တော်အဲ့ဒါကိုတော့လမ်းညွှန်မှုပေးနိုင်မှုမလွယ်ဘူးဖြစ်သွားတယ်ပေါ့နော်ဟုတ်ကဲ့ဆရာဆရာကြည့်လို့ရင်ဆရာကျွန်တော်ဒီ work automation တခုလုပ်ဖို့အတွက်ဆိုရင်တော့ဆရာ workflow တခုအတွက်ဆိုရင်တော့ဆရာကျွန်တော် NHN နဲ့စရလားဆရာဘယ်လိုဟာမျိုးဆိုရင်ပိုကောင်းမလဲဆရာအဲ့ဒါလေးကျွန်တော်တို့ဆရာတကယ်ကျွန်တော်အခုမှစလုပ်ရေးစမယ်သူဆိုတော့နည်းနည်းလေးဆရာကျွန်တော် make ထောက်ခွန်းကိုတော့တုံးရင်ပို့ပြီးအဆင်ပြေနိုင်မလားဒါမှမဟုတ်အကြည့်ဆရာတို့ဒီဆရာရေးထားတဲ့စာအုပ်တွေက NHN အတိုင်းပဲသွားမလားဆရာအဲ့ဒါမျိုးလေးတစ်ချက်သိချင်လို့ပါဆရာဟုတ်ကျွန်တော်ကတော့အဲ့ workflow အတွက်ကတော့ NHN ကအဆင်ပြေပါတယ်NHN ကအဆင်ပြေတယ်တချို့လည်းနည်းနည်းmake တို့ဘာတော့ပို့လွယ်တယ်ဘာညာပြောကြတယ်ရှိပေမဲ့ NHN အဲ့လောက်မခက်ပါဘူးအဲ့လောက်မခက်အောင်ခုနောက်မှကျတော့ဘာရလာလဲဆိုတော့ကျွန်တော်တို့ကဒီ AI agent တွေရဲ့အကူအညီနဲ့ပါ manage လုပ်လို့ရလာတဲ့အခါကျတော့ကျွန်တော်ရဲ့ကတော့အကြံပြုချက်ကတော့အဲ့ NHN ကိုလေ့လာပါသူ့ရဲ့အခက်အခဲကစချင်းအခက်အခဲလေးတစ်ခုပဲရှိမှာပါအဲ့ဒါပြီးရင်နောက်ပိုင်းကလွယ်လာပြီစချင်းအခက်အခဲနှစ်ခုလို့ပြောလို့ရတာပါတစ်ခုကကျတော့setup အဲ့ဒီ setup ကိုအဆင်ပြေအောင်ကိုယ့်ရဲ့ local မှာကိုဆက်လက်လုပ်တဲ့အဆင့်လေးတစ်ဆင့်ကိုကြော်ဖြတ်လိုက်မယ်ဆိုတော့အဲ့ဒါကြောင့်နိပညာရင်းနှီးမှုလေးတိုင်းတာလေးတစ်ခုလို့ပေါ့နော်အသုံးပြုနည်းကအလောက်မခက်အသုံးပြုနည်းမှမခက်ပဲနဲ့ဆက်လက်ကိုအဆင်ပြေအောင်လုပ်နိုင်တယ်ဆိုတော့တစ်ခုရသွားပြီဒုတိယတစ်ခုကကျတော့online account ပေါ့နော် online account နဲ့ဆိုGoogle လို့ပါဟောလေအဲ့လို Facebook တို့ Telegram တို့အဲ့လို account နဲ့ချိတ်ဆက်တဲ့အပိုင်းလေးပေါ့အဲ့ဒီအပိုင်းလေးလည်းနည်းနည်းလေးခက်ခဲရှိနိုင်တယ်နိပညာပုံမှန်သုံးနေကြလေးတော့အရင်ဟိုကြီးဖြစ်နေကြမလို့ဒါပေမဲ့ပုံမှန်သုံးနေကြလူလေးတယောက်တော့ဖြစ်ဖို့လိုတယ်ပေါ့အဲ့လိုပုံမှန်သုံးနေကြနည်းပညာနဲ့တင်းတဲ့ရင်းနှီးမှုရှိလို့ကိုယ်ဆက်ထဲမှာလည်းအောင်မြင်ဆက်လက်လုပ်နိုင်တယ်ခုန online account နဲ့လည်းချိန်နိုင်တယ်ဆိုNHN အသုံးပြုနေရမခက်ပါဘူးလွယ်လွယ်လေးပါဒါကြောင့်မို့လို့ကျွန်တော်ကတော့အဲ့လို workflow အတွက်ဆိုရင်တော့ပြည့်စုံတခါတည်းအဆင်ပြေသွားအောင်ဒီ NHN ကိုပဲလေ့လာပါကျွန်တော်စာအုပ်ကိုဖတ်ပြီးလေ့လာရင်လည်းပဲအဆင်ပြေလောက်ပါတယ်လို့အဲ့လိုပဲအချက်ပါဗျာနော်ဟုတ်ကဲ့ဆရာစာအုပ်လေးကျွန်တော်ဖတ်ပါတယ်ဆရာကျွန်တော်ဖြည်းဖြည်းချင်းပဲလေ့လာမယ်ဆရာရဲ့ HTML5 ဆရာပြီးဆရာကျွန်တော် download လုပ်ပြီးဆရာအမြဲတမ်းဖတ်နေတာဆိုတော့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်ရဲ့ computer knowledge ရဲ့အခြေခံဆရာရဲ့ကျေးဇူးတွေအများကြီးပါပါတယ်ဆရာကျွန်တော်ဟုတ်ကဲ့ပါကောင်းပါဗျာဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ computer channel ကနေအားပေးခဲ့တာပါဆရာဟုတ်ကဲ့ပါတွေ့ရတာဝမ်းသာပါတယ်ဗျာဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါဆရာအခုကျွန်တော်တို့တက်ရောက်လာတဲ့သူတွေထဲမှာတော့ဆရာရဲ့ fan တွေအများကြီးရှိတယ်ပေါ့နော်ဟုတ်တချို့လည်းအခုမှသိတဲ့သူတွေပါတယ်ပေါ့ဆရာဟုတ်ဆိုတော့ပြန်လည်ဆွေးနွေးပေးခဲ့တဲ့ဆရာအိမောင်နဲ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ဆရာဆမန်သူကျေးဇူးတင်ပါတယ်ဟုတ်နောက်ထပ်ကျွန်တော် Oppo ဆိုတဲ့အကောင့်ကိုဖိတ်ခေါ်ပြရစီခင်ဗျာဟုတ် reason ထောင်ထားပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာအိမောင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဟိုဒီကင်မရာလေး
ဖွင့်တော့ခွင့်လုပ်ပေးပါလို့ပထမဆုံးမေတ္တာရပ်ခံပါတယ် အဆင်ပြေပါတယ်ဟုတ်ကဲ့ ကျွန်တော်ကလက်ရှိဒီဟောပေါ့နော်နေဆက် data ပေါ့နော်ဆိုတော့ဒီကရင်ပြည်နယ်ဘက်ကပါဟုတ်ဆိုတော့ကျွန်တော်သိချင်တာပေါ့နော်မိကုန်းနှစ်ခုပေါ့ပထမတစ်ခုကတော့ဒီနေဆက် data မှာကျွန်တော်တို့ရဲ့ပြဿနာပါလဲဆိုတော့ပညာရေးခါးဆက်ပြတ်တာပေါ့နော်ဆိုတော့ပညာရေးကအစိုးရပညာရေးဆိုလည်းမဟုတ်ပြန်ဘူးပေါ့နော်အများစုကတော့ GD နဲ့ပဲဖောက်ထွက်ကြပါပေါ့နော်ဆိုတော့သူတို့ကအတန်းပညာကိုကောင်းကောင်းမရှိတာဘူးပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဒီ AI နဲ့ဘယ်လိုမျိုးအထောက်အကူပြုနိုင်မလဲပေါ့နော်အဲ့တခုအဲ့ဒါလောလောဆယ်မှာကျွန်တော်ဘယ်လိုလုပ်လဲဥပမာ Gemini ပေါ့နော်ဆရာ Gemini မှာဆိုရင် Gem ရှိတယ်အဲ့ဒီမှာကျွန်တော် prompt လေးရေးပြီးတော့ဥပမာသူတို့အတွက်writing လေးတွေ improve ဖြစ်အောင်လို့ Gem လေး create လုပ်ပြီးတော့ကလေးတွေကိုလေ့ကျင့်ပေးတာမျိုးတော့ရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ဥပမာတစ်ခုပေါ့နော်ဟုတ်တယ်ဆိုတော့အဓိကကျတော့ဒီမှာresource person အရန်ရှားတယ်ဆရာဆရာတွေကလည်းအဲ့လိုအင်္ဂလိပ်စာကိုကောင်းကောင်းသင်ပေးနိုင်တာမျိုးမရှိဘူးပြီးလို့ချင်းခဏပဲပေါ့နော်ပြီးတခြားနေရာရောက်သွားမျိုးအဲ့မှာကျွန်တော်တို့အဲ့ပြဿနာတွေရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ကဒီကလေးတွေဆက်ပြီး survive ဖြစ်ဖို့ဆိုလို့ရှိရင်ဒီမှာ Khan Academy နဲ့သုံးရမလားအဲ့လိုမျိုးစဉ်းစားတာလေးတော့ရှိတယ်ပေါ့နော်ဆိုတော့လက်ရှိမှာကျတော့ကျွန်တော်တို့ကဘယ် level မှာပြဿနာတက်လဲဆိုတော့9တန်း10တန်း9တန်း10တန်းပေါ့အဲ့အတန်းနေဆိုလို့ရှိရင်ဘာပြာကြီးနဲ့သင်ပြရမလဲမသိဘူးအဲ့လိုပျောက်နိုင်မှုရှိရပေါ့နော်ဆိုတော့လက်ရှိမှာကျတော့အဲ့ကလေးအငယ်တွေကိုဒီနှစ်ပိုင်းဒီမှာကျွန်တော်လူကြီးတွေကတော့ပြန်ပြီးစီစဉ်တာပေါ့နော်ကလေးငယ်တွေကိုဒီ GD အောင်တဲ့ကလေးတွေကပဲပြန်သင်တာမျိုးတွေရှိတယ်အဲ့ဒီအချိန်မှာလည်းဒီ lesson plan တွေကိုAI နဲ့လုပ်ပြီးတော့မှ Cambridge လိုဟာမျိုးလေးတွေကျွန်တော်တို့AI နဲ့ဒီကလေးတွေကပြန်ပြီး lesson plan တွေလုပ်တယ်ပြီးတော့အငယ်တွေကိုပြန်သင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအခါမျိုးမှာဒီ lesson plan တွေကဘယ်လောက်ထိကျွန်တော်တို့ reliable ဖြစ်လဲပေါ့နော်ဘာလို့လဲဆိုတော့ဒီကလေးတွေကလည်းကျွန်တော်တို့free version တော့ပဲသုံးကြပါတော့ AI ကိုလည်းအဲ့လိုpro version တွေပါလည်းမဝယ်နိုင်ဘူးပေါ့ဆိုတော့ဒီ free version တွေနဲ့တကယ်ရောအလုပ်ဖြစ်လာဒါမှမဟုတ်လို့ကျွန်တော်တို့ဆရာအနေနဲ့ပေါ့နော် recommend ပေးခြင်းတဲ့ lesson plan တွေကိုcreate လုပ်လို့ရတဲ့ website တွေရှိလို့ရှိရင်လည်းအဲ့လိုမျိုးညွှန်ပေးစေချင်တယ်ပေါ့နော်ဆိုတော့ပထမကတော့ကျွန်တော်ဒီနေဆက် data ရဲ့ခါဆက်ပြတ်နေတဲ့ပညာရေးပေါ်မှာ AI ကဘယ်လောက်ထိအထောက်အကူပြုနိုင်တယ်လဲပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီ AI တွေကိုfree ပဲသုံးရင်ရောအဆင်ပြေလားဒါမှမဟုတ် pro version တွေဝယ်သုံးရမလားအဲ့ဒါလေးပေါ့နော်ဆရာကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့အဲ့ဒါကကျွန်တော်ရုပ်ကတော့လက်တလောတော့ဒီတခါတည်းပြေလည်နိုင်လောက်တဲ့အကြံဉာဏ်တစ်ခုတော့ပေးနိုင်မယ်မထင်ဘူးဒါပေမဲ့idea လေးတချို့တော့ကျွန်တော်ပြောကြည့်မယ်နော်အဲ့လေးတချို့ကဘယ်လိုလဲဆိုတော့အဲ့အတွက်အ ਨੇ ဆုံးတော့ဘာလို့မလဲဆိုတော့ evaluate လုပ်ပေးနိုင်မယ် lesson plan ကိုချပေးနိုင်မယ်ဒီပေါ့ level လိုက်ပေါ့ခုနပြောတဲ့ grade 6ဆိုလဲ grade 6 grade 7ဆိုလဲ grade 7အဲ့ဒီသင်ခန်းစာကိုနားလည်တဲ့သူတော့အ ਨੇ ဆုံးတော့လိုတယ်အဲ့ဒီဟာကိုတော့ AI နဲ့ bypass လုပ်လို့မရလားဆိုလိုတာအဲ့ဒီအပိုင်းကိုနားလည်တဲ့သူကဆိုကြပါစို့ကိုvolunteer ကူညီမဲ့သူရှိလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းနောက်ဆုံးအဆင့် international မှာအဲ့လိုကိစ္စလေးတွေပေါ်လာလို့ပဲဖြစ်အခုတော့မတွေ့မိသေးဘူးပေါ့နော်ပေါ်လာလို့အဲ့လိုသူ grade လိုက်ကိုသူ level လိုက်ကိုlesson plan လေးတွေကြိုထုတ်ပေးလာရပါရှိလာမလားပေါ့နောက်ရှိချင်းရှိလာမယ်ပေါ့နော်ဘလို့နီးလန်းနယ်ပဲဖြစ်ဖြစ်ပေါ့ခုနလို international မှာအဲ့လို resource တွေအလွယ်တကူရယူအသုံးပြုဖို့ထွက်လာလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်း volunteer ကူလို့ပဲဖြစ်ဖြစ်ပထမအဆုံးကျွန်တော်ပြောချင်တဲ့တစ်ခုကတော့အဲ့ဒီ verification အဆင့်ကိုတော့ကျွန်တော်တို့ကြော်လို့မရလားဘူးအဲ့ဒီတစ်ဆင့်ကိုတော့အနည်းဆုံးလိုလိမ့်မယ်အဲ့ဒါလေးတွေကိုကူညီဖို့ဘယ်လိုမျိုးစုစည်းနိုင်မလဲပေါ့နော် organize လုပ်နိုင်မလဲဆိုတာလေးနံပါတ်1လိုလိမ့်မယ်အဲ့ဒါရပြီဆိုရင်တော့နံပါတ်2ကကျွန်တော်တို့ကခုနကျွန်တော်တို့ပြောလက်စစကားတွေထဲမှာပါသွားသလို AI guide တွေကျွန်တော်တို့ create လုပ်ရမယ်အဲ့ဒီလို evaluate လုပ်ပေးနိုင်တဲ့အကူအညီနဲ့ကျောင်းသားတဦးချင်းစီကလေးတဦးချင်းစီကိုအနည်းကကျွန်တော်တို့ကလုပ်ပေးနိုင်မဲ့course structure တွေရှိမယ်ပြီးတဲ့အခါကျ test တွေ quiz တွေရှိမယ်အဲ့ဒီဟာတွေအားလုံးကို feed လုပ်ထားတယ်ခုန Gemini Jam ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်တနည်းနည်းနဲ့ဒီကလေးတဦးချင်းစီအတွက်ကလေးတဦးချင်းစီကကိုယ့်ရဲ့ကိုယ်ပိုင်အနည်းက tutor လို့အသုံးပြုလို့ရနိုင်မဲ့အဲ့လို AI guide တွေကိုကျွန်တော်တို့ create လုပ်ရမယ်အဲ့လို create လုပ်တဲ့အခါမှာအဲ့လို create လုပ်တဲ့အချိန်မှာခုနပြောတဲ့ evaluation နဲ့ verification ကိုတာဝန်ယူပေးနိုင်မဲ့သူကလိုသွားတာပေါ့နော်ရသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ဒါအရင်ထက်စာရင်အရင်တော့ဆိုရင်ဒီကိစ္စအရင်ခက်ခဲနေနိုင်လောက်တဲ့ကိစ္စအဲ့လိုအရင်ခက်ခဲနေနိုင်လောက်တဲ့ကိစ္စနဲ့အခုတော့အဲ့ဒါအတိုင်းအတာတစ်ခုပြေလည်သွားမှာကျွန်တော်တို့တော့အဲ့ဒါကိုနည်းပညာဘက်မှာဘာခေါ်လဲဆိုတော့ harness ခေါ်တာပေါ့ AI ကိုလမ်းချော်မပေါအောင်ထည့်ပေးနိုင်တဲ့စနစ်လေးတွေကျွန်တော်တို့ထည့်ပေးဖို့လိုတယ်ကျွန်တော် coding မှာဆိုရင်တော့ဘာထည့်ရမလဲကျွန်တော်တန်းပြောနိုင်တယ်ဒီပညာရေးမှာကျတော့ဘာထည့်ရမလဲဆိုတော့ကျွန်တော်အဲ့လိုတန်းပြောနိုင်မှာမဟုတ်ဘူးပေါ့နော် coding မှာကျတော့ဘယ်လို tools တွေထည့်ရမယ်ပေါ့နော်ဘယ်လို test တွေထည့်ရမယ်ပေါ့နောက်တစ်ခါဘယ်လို verification system တွေထည့်ရမယ်ပေါ့ဒီလိုတွေပြောလို့ရတယ်အခုလည်းပဲကျွန်တော်တို့အဲ့လိုစနစ်လေးတစ်ခုကိုတည်ဆောက်အဲ့ဒီစနစ်မှာခုနပြောတဲ့ harness တွေ gut ray တွေအစုံပါရမယ်ပေါ့နော်အဲ့လိုပါတဲ့အခါမှာခုနပြောတဲ့
အမှားနေမှားမှန်းသိအောင်လမ်းချော်နေမချော်ဘဲနဲ့လမ်းတက်အောင်အဲ့လိုလုပ်ပေးနိုင်မဲ့စနစ်တွေဘာရှိမလဲဆိုတော့အဖြေရှာရမယ်ပေါ့နော်အဲ့ဘာရှိမလဲဆိုတဲ့အဖြေမှာစောစောကအကြံမြင်ခေါင်းထဲမှာလက်လောခေါင်းထဲမှာပေါ်တော့ကတော့ခုနပြောတယ်စာသင်ခန်းထဲမှာလက်ရှိအသုံးပြုနေတဲ့လက်ရှိသင်နေတဲ့ note တွေရှိချင်းရှိမယ်somewhere ဟာတွေရှိချင်းမယ် exam တွေရှိချင်းရှိမယ်အဲ့ဒီ exam တွေရဲ့အဖြေ evaluation score တွေရှိချင်းရှိမယ်အဲ့ဒီဟာတွေအားလုံးကိုပေးထားပြီးတော့အဲ့ပေးထားတဲ့ပုံမှာအခြေခံပြီးတော့ကလေးတူချင်းစီအတွက်ကိုအနည်းက guide ပေးထားနိုင်မယ်ဆိုရင်တော့ဒါဒီအများကြီးဒီဘာမှမရှိတာထက်ဆိုင်အများကြီးအကျိုးရှိသွားနိုင်တယ်အမှန်တကယ်ဆိုသေချာတာဖိဖိစီစီလုပ်မယ်ဆိုရင်ရသွားနိုင်တဲ့စနစ်တစ်ခုလို့ကျွန်တော်ယူဆတယ်ဒါပေမဲ့အရေးကြီးတာတော့ခုနပြောတယ်ဒါကို verify လုပ်ပေးမယ် evaluate လုပ်ပေးမယ်အဆင့်ကိုတော့ကျွန်တော်တို့ကြော်လို့မရနိုင်ဘူးအဲ့ဒါကြော်လိုက်အဲ့ဒီအဆင့်မပြေလည်ရင်တော့ကျွန်တော်တို့ရှေ့ရောက်ဖို့မလွယ်ဘူးပေါ့နော်နောက်ခုနပြောတဲ့ AI more level ကိုဘာသုံးရမလဲဆိုတော့အဲ့ဒါတော့တစ်ခါတည်းမှတ်ထားလို့ရတယ်ခုနပြောတဲ့ free version နဲ့အဆင်ပြေပါမလားဆိုတော့ဟိုရတဲ့ free မဟုတ်ပေမဲ့အခတော်တော်တက်တာတဲ့ model တွေရှိတယ်အဲ့ဒါတွေကိုသုံးရမှာ open model တွေရှိတယ် open weight model တွေအဲ့ဒါတွေကိုသုံးရမှာဥပမာ Gemini Flash လောက်ကိုသုံးနေမယ်အစား Gemini Flash ရဲ့ weight ကဘယ်လောက်မှမရှိဘူးသူ့ရဲ့ intelligence ကဘယ်လောက်မှမရှိဘူးသူ့ထက်အများကြီး intelligent ဖြစ်တဲ့ open weight model တွေရှိတယ်ဒါပေမဲ့လုံးဝ free ရဖို့တော့မလွယ်ဘူးကိုဆက်ထည့် run နိုင်ရတယ်အဲ့လိုထည့် run ဖို့ကမလွယ်တဲ့အတွက်ကြောင့်မို့လို့သက်ဆိုင်ရာ API မို့တော့ပေးရမယ်ဆိုတော့အခကြေးငွေနည်းနည်းနဲ့တကယ် frontier model ကြီးတွေနီးပါဒီ pro plan ကြီးဆိုပေမဲ့လည်းပဲကုန်ကျစရိတ်တွေအများများနေကြမလို့လို့ပြောတာဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့အဲ့လိုအမှန်တကယ်ထိထိရောက်အသုံးချဖို့Gemini free plan လောက်ကဘယ်လောက်ပဲကောင်းလဲဆိုတော့လေစလုံးပေါင်းလေးစစ်ခိုင်းတာတို့summary လေးရေးခိုင်းတာတို့အလောက်ပဲကောင်းတယ်သိလားတကယ်အလုပ်လုပ်မဲ့အလုပ်ဆိုရင်မသင့်တော်ဘူးအဲ့ဒီ free version တွေကလေအဲ့ဒီအစားခုနဘာကိုအကြံပေးလဲဆိုတော့ကုန်ကျစရိတ်ကတော့ရှိလိမ့်မယ်ဒါပေမဲ့ကုန်ကျစရိတ်ကိုမများဘဲနဲ့ကျွန်တော်တို့အဆင်ပြေအောင်လုပ်လို့ရနိုင်တယ်ဘာတွေလုပ်လို့ရလဲဆိုခုနပြောတယ်ဝိုင်းနေရတယ်အဲ့ဒါဟိုမှတကယ်သာတိဆန်ဆန်တကယ်လုပ်ချင်သေးတယ်ဆိုရင်ကျွန်တော်ဘယ်လောက်ထိလုပ်လို့ရနိုင်လဲဆိုတော့ကျွန်တော်တို့ဒီ AI စနစ်ကို local မှာ run ဖို့ budget ရှိရင်ပေါ့ budget အဆင်ပြေပေါ့run နိုင်လောက်တဲ့ computer system တစ်ခုလောက်ကိုကျွန်တော်တို့ set up လုပ်ပြီးတော့အဲ့ဒီမှာပဲ local မှာ run ပြီးတော့အဲ့ local AI နဲ့ကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင်လည်းပဲခုန free version တက်ဆိုင်တော့တာလိမ့်မယ်အဲ့ဒါဆိုတော့subscription fee တွေပေးနေကြမလို့ပေါ့ initial investment ကတော့အဲ့ဒီlocal model ကို run ဖို့အတွက် initial investment တော့ရှိမယ်ပေါ့အဲ့လိုအခြေအနေမှာမူတည်ပြီးစဉ်းစားပါဒါကြောင့်မလို့ဒါခုနမေကွန်းရဲ့လူရင်းအချုပ်ကကျွန်တော်တခါတည်းပြည်လည်မဲ့solution ကိုတော့ကျွန်တော်မပေးနိုင်ဘူးဒါပေမဲ့ကျွန်တော်ဘက်ကနှစ်ခုပြောနိုင်တာအခုမှ verification evaluation ကတော့အဲ့ဒါကိုလုပ်ပေးနိုင်မဲ့လူတစ်ခုတနည်းနဲ့လိုလိမ့်မယ်အဲ့ဒီအဆင့်ကို join မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်အဲ့ဒါမပိုင်မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်အဲ့ဒါပိုင်တော့လုံးဝဖြစ်နိုင်တယ်လို့လည်းယုံကြည်တယ်အဲ့ဒီနှစ်ခုပေါ့နော်အပြန်အလှန်ပေါ့အဲ့လို verification evaluation လုပ်ပေးနိုင်မဲ့သူဒါပါတယ်ဆိုရင်နော်နောက်တစ်ခုကတော့ခုနက free ကတော့အဲ့လိုတကယ်လက်တွေ့အသုံးပြုဖို့ကိုတော့အားမပေးဘူးဒါပေမဲ့လည်းပဲ pro version တွေ subscription plan တွေကိုလည်းပဲကုန်ကျစရိတ်အရင်မများပဲနဲ့အဆင်ပြေလောက်တဲ့ဟာလေးတွေရွေးချယ်ပြီးသုံးမယ်ဆိုရင်ရနိုင်လောက်ပါတယ်လို့ဒါစောစောကမေးခွန်းကိုကျွန်တော်ဖြစ်ပါမယ်အချင်းချုပ်ပဲကျွန်တော်ဖြေပါမယ်ဂျားထဲမှာလည်းကျွန်တော်နည်းနည်းစဉ်းစားကြည့်လိုက်အောင်မယ်အဲ့လိုပြဿနာမျိုးဆိုရင်ဘယ်လိုကျွန်တော်တို့ကိုညီဖြည့်ရှင်းပေးနိုင်မလဲဆိုတာလေဒါကိုညီဖြည့်ရှင်းတဲ့အကြောင်းအရာလို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်မို့လို့ဂျားထဲမှာလည်းကျွန်တော်စဉ်းစားထားပြီးတော့ထူးခြားချက်ရှိရင်လည်းပဲပြန်ပြောပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာကျေးဇူးနောက်ထပ်ဆရာကေလွင်ဟုတ်ဆရာမေးပေးပါဦးဟုတ်ကဲ့ပါဆရာမင်္ဂလာပါကျွန်တော်ဆရာရဲ့တပည့်ဟောင်းတယောက်ပါဆရာဟုတ်လေးစားပါတယ်ဆရာကျွန်တော်တစ်ခုလောက်မေးခွန်းပြုပါဒီ digital marketing agency အတွက်ပေါ့နော်ဒီ automation အပိုင်းတွေလုပ်မယ်ဆိုလို့ရှိရင်ဆရာရဲ့ဒီအခုမှကျွန်တော်စမှာပါဆရာအဲ့တော့ဒီ NAN book ကိုဖတ်တင်လားဒါမှမဟုတ်ကျန်တဲ့ဒီ open cloud book တို့ဘယ်စာအုပ်လေးတွေဆရာဖတ်ဖို့အတွက်ကျွန်တော်လမ်းလေးပြပေးလို့ရမယ်ဆရာဟုတ်ကျေးဇူးပါဟုတ်ကဲ့အဲ့အတွက်ကတော့ NAN အသင့်တော်ဆုံးပါပဲ open cloud ကကြတော့ဘာဖြစ်လဲဆိုတော့ तू ကတချို့အလုပ်တွေမှာကောင်းတယ်ဒါပေမဲ့ तू က workflow နဲ့ခုန agency တွေ marketing တွေပါတယ် workflow နဲ့သွားတာလေ तू က deterministic တစ်ဆင့်ပြီး step by step ဖြစ်ဖို့လိုတဲ့အခါကျတော့အဲ့လို step by step deterministic workflow နဲ့သွားတဲ့အလုပ်မျိုးစားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီNAN ပိုတင်တော်ပါတယ်အဲ့လို step by step deterministic မဖြစ်ဘဲနဲ့ဒီ intelligent မှာမူတည်ပြီးတော့ဘလို့အခြေအနေမှာမလုပ်မလဲဆိုတော့သွားရတဲ့ workflow မျိုးဆိုရင်တော့ခုနကလို open cloud လိုနည်းပညာမျိုးကိုသုံးရပါတယ်ဒါပေမဲ့ဆိုရင်တော့ခုန digital marketing agency ပညာဆိုရင်တော့ဒေတာလောက်ရှိပါတယ် NAN ကပို့ပြီးတော့တင်တော်လိမ့်မယ်လို့ယူဆပါတယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါကဲနောက်ထပ်မြန်ရှိကြအောင်မလားအကယ်၍မြန်ထွေထူးမရှိရင်တော့ကျွန်တော်တို့အချိန်လေးလဲတတ်မှတ်အချိန်လေးပြည့်ပြီဆိုတော့ကျွန်တော်တို့လက်စတတ်လိုက်ကြမလား
ဟုတ်ဆရာ sorry ပါဟို chat ထဲမှာ spam message ဝင်လာလို့ကျွန်တော်ဝင်ဖြတ်နေတော့ sorry ပါဟုတ် ဟုတ်ကဲ့ပါရပါတယ်ပြောပါ ဟုတ်ကဲ့ဆရာစောစောတုန်းကကျွန်တော်ဒီ check box ထဲမှာမိကုံးလေးတစ်ခုတွေ့တယ်ပေါ့နော်ကျွန်တော်ရှာတာတော့မတွေ့တော့ဘူးဟုတ်ကဲ့ဆိုတော့ဟုတ်ကဲ့မိကုံးလေးများနောက်ထပ်ရှိအောင်လားခင်ဗျာဆရာတို့ဆရာမတို့ခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့မိကုံးလေးတွေမရှိတော့ဘူးလို့ယူဆပါတယ်ဆိုရဲခါမှာကျတော့ကျွန်တော်တို့ဒီအစီအစဉ်လေးရဲ့အစီအစဉ်အရပေါ့နော်မိကုံးလေးတွေမရှိတော့ဘူးဆိုရင်အခမ်းအနားပေးမြောက်ကြောင်းကြေညာဖို့ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ညကိုအချိန်ပေးပြီးတော့တတိတခြားလေးဆွေးနွေးပို့ချခဲ့တဲ့ဆရာအိမ်မောင်ကိုကျွန်တော်တို့အထူးကျေးဇူးတင်ပါတယ်ဆရာဟုတ်ထို့တူပဲကျွန်တော်တို့member ပေါင်းပေါ့နော်ကျွန်တော်ဒီ participant ပေါင်း90ကျော်ကိုလည်းကျွန်တော်တို့အထူးကျေးဇူးတင်ပါတယ်လို့ဟုတ်ဒါကြောင့်မလို့ အားလုံးပဲတွေ့ရတာဝမ်းသာပါနော် good night ပါဟုတ် ဟုတ်ကဲ့ပါအားလုံးပဲဆုံးတွေ့ရတာဝမ်းသာပါတယ်เนาะကျွန်တော်ဒီကနေ့တွေ့ဆုံမှုလေးကိုဒီမှာပဲလက်စတက်လိုက်ကြပါစို့เนาะနောက်အကြောင်းတိုက်ဆိုင်တဲ့အခါမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ good night ပါဟုတ်ကဲ့ good night ပါကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ပါဆရာပညာရေးဝေမျှ